ယာယီပါကျွန်မပြစ်ပေါက်ပြီးထားခဲ့တာကောက်မှာကွာဆရာကြီးကိုစိတ်ကောကျွန်တော်တို့နှုတ်ဆက်ပါတယ်ဆရာကြီးကိုစိတ်ကောကျွန်တော်တို့နှုတ်ဆက်ပါတယ် ငါ့နှုတ်ဆက်အောင်မင်းတို့ကဘူးတွေလဲကွာ တခိုးတွေပါတခိုးတွေကိုပြကိုခံဟုတ်တယ် ဟုတ်တယ်မှန်တယ်ဆရာကြီးတို့ကျွန်တော်တို့နှုတ်ဆက်ပါတယ်ဆရာကြီးတို့ကျွန်တော်တို့နှုတ်ဆက်ပါတယ် မင်းတို့ကရောဘူးတွေတော့ တပြားကိုပြကိုခံ ဟုတ်တယ်မှန်တယ်ဟုတ်တယ်မှန်တယ်ဆရာကြီးတို့နှုတ်ဆက်ပါတယ် မင်းတို့ကရောဘူးတွေ ဟုတ်တယ် ကိုပြကိုခံဟုတ်ကဲ့ ဟုတ်တယ်မှန်တယ်ကျွန်တော်နှုတ်ဆက်ပါတယ်ဆရာကြီးတို့ကျွန်တော်နှုတ်ဆက်ပါတယ်ဆရာကြီးတို့ကျွန်တော်နှုတ်ဆက်ပါတယ် တကြီးလဲကွာကြားပါတော့ မင်းကောင်းနေပါ ဆွေ ရုံစရာကောင်းလိုက်တာဒါတော်တော်ရုံမာတာပဲကွာအဲ့ဒီလုံးတစ်ဆက်မလုံးနဲ့ငါအားမပေးဘူးဟဲ့ကောင်လေးဒီမတိန်ကောင်လေးကိုမင်းတို့အားပေးသလားအားပေးမင်းတို့ပြောတာမင်းတို့ရှင်းကြတာဒီမှာလူကလေး လူလည်းမဟုတ်ဘူးကျုပ်ကလူကြီးမို့လို့ခင်ဗျားတို့ကျုပ်ကိုထောင်ချပြီမို့လား ကောင်းပြီလူကြီးမောင်မင်းကြောင့်ကျွန်တော်ထောင်ဆူသွားတာထိသလားဒါကြောင့်မောင်မင်းကိုကျွန်တော်ကြီးလေတဲ့အဖြစ်ကိုဖေးရလိမ့်မယ် အပြည့်ပဲပေးပြီးဒီမှာပဲပြန်ခေါ်ထားကျုပ်ကအရေးကုန်မလုပ်ဘူး စိတ်ကွာကျွန်တော်တို့အင်္ဂလိပ်လူမျိုးကတိတ်ပြီးတော့စိတ်ကကြည့်တာလူပိတဲ့လူကိုဘယ်တော့မှပြန်ဖမ်းတဲ့ထုံးစံမရှိဘူး thank you မောင်မင်းကျွန်တော်ရှိရထပ်သွားရင်ကောင်းမယ် ကျုပ်တို့မြန်မာလူမျိုးတွေအားကိုးနိုင်အောင်ကြည်လားထောင်ထဲမှာဘယ်လောက်ပဲဒုက္ခရောက်ရောက်ဒီထောင်ကိုပြန်လာဖို့နည်းနည်းလေးမှမစိုးရိမ်ဘူး မောင်မင်းကျွန်တော်ရှိကထပ်သွားရင်ကောင်းမယ်ထင်တယ် I have to relax ဒီတဲ့မြန်သွားစေချင်ထောင်မင်းရေမလို့ကျူလိုက်ဖို့ပဲ ဆက်ကလေးစကျွန်တော်စီးတဲ့ကားနဲ့စိတ်ဖောက်အများဆုံးပိုးပေးလိုက်ရသ မျိုးဝစားလေးချင်းဒီဝစားရဲ့ထောင်ကြတဲ့လူဖို့တော့ကျုပ်ကမတတိဘူးဝစားလဲမယ်ထောင်လွတ်ပြီးပြောပါနဲ့ပြန်မယ်နေဝင်လာလေဒီမှာလေ Oh noဆက်ကလေးစတူလောက်ချင်တာတွေအများဆုံးလုပ်ပေးလိုက်ရသ you get out Thank you ship thank you ထောင်မင်းသွားမယ် you get out man ကိုနေမှာလား ဟုတ်ပါလားနင်းမကိုစိတ်ဖွားဒီနေ့ထောင်ကလွတ်မယ်ဆိုတာသိလို့သူခဏနဲ့တွေ့အောင်လာခဲ့တာ ကျုပ်လူသူ့ဘရာစာတယောက်ကိုခမည်းလူနာမည်ကျော်စုံတော်ကြီးကလာတွေ့တယ်ဆိုတော့ ကိုစိတ်ဖွားခမည်းကအကြံဉာဏ်ကောင်းနေရှိခမည်းကတတ်တည်ရှိခမည်းလိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတယောက်ကိုကြိုးကျိုးစင်ပို့ချင်တယ်ဒီတော့ခမည်းကျိုးစင်တက်ရမယ်လူမျိုးတွေကိုမလုံးမိဘူးကျိုးတရီပေးချင်တယ်ကိုစိတ်ဖွားလူပေါင်းလူဖွဲ့စီမနေလူဖွဲ့စီအတတ်မှတ်ထားတဲ့ဥပဒေဆိုတာရှိတယ်ဒီဥပဒေကိုခမည်းလိုက်နာဖို့လိုလိမ့်မယ် ပြည်တိစာအစိုးရတွေကမြန်မာတွေကိုကြုံပြုတ်ခြင်းလို့ထုတ်ထားတဲ့ဒီစကလုံးအစုပ်လုပ်တွေကျုပ်တို့ကနားထောင်ပြီးရင်ကျုပ်ကိုချီနှောင်မဲ့တန်ကြိုးကိုတန်ကြီးမတက်အောင်ရေနံကြီးတုပ်ပေးလိုက်လို့ဖြစ်မှာပေါ့
ဟုတ်တယ်ကိုစိတ်ပါလူဖွဲ့စီမှာဥပဒေဆိုတာရှိတယ်တိုင်းပြည်တစ်ပြည်မှာဥပဒေဆိုတာရှိတယ်ဒီဥပဒေမရှိရင်ကျုပ်တို့မြန်မာပြည်ကြီးမှာမတရားမှုတွေကြီးနိုင်နေခြင်းမှုအများကြီးပေါ်တာဒီဥပဒေကမရှိလို့ဖြစ်ဖို့ကိုစိတ်ပါ ကိုနှင်းမောင်ကဥပဒေဘက်တော်သားကြီးပေါ့ဟုတ်လားကိုနှင်းမောင်ရာဇဝမှုကျူးလွန်နေတဲ့လူမေးလိုက်တန်းစီမင်းတို့ကောင်းနေဘာဖြစ်လို့ဒီရာဇဝမှုကြီးကိုကျူးလွန်နေကြတာလဲမင်းတို့ကျူးလွန်ခြင်းလို့ကျူးလွန်နေကြတာလားလို့မေးကြည့်မလွဲမရှောင်သာကျူးလွန်ကြရတာဘယ်သူမှထောင်ထဲမှာအကြာကြီးကြီးကြက်ကြက်မနေခြင်းဘူးဘယ်သူမှကျိုးစင်ပေါ်မတက်ချင်ဘူးဒါကိုခမည်းတော်ပလိတ်တွေခမည်းတော်ဥပဒေဘက်တော်သားတွေမေ့နေတာအခုကိုနေမောင်လာပြောတာကိုနားထောင်ပေးလိုက်ပါမယ်ကျုပ်ကလည်းရာဇဝမှုဆိုတာကြီးကိုမကျူးလွန်မိအောင်နေလို့ရသလောက်နေပေးမယ်ဒါနဲ့ကျုပ်ကလည်းမတရားတာဆိုမကြိုက်ဘူးနော်ကျုပ်ရှိမှမတရားတာရှိနေရင်မြင်နေရရင်ကျုပ်ကကျူးလွန်မိပါပဲအဲ့လိုကျူးလွန်ပြီဆိုရင်လေကျုပ်ကိုကြိုးစင်ပို့မယ်ဆိုတဲ့နှင်းမောင်မြတ်ကျုပ်ကအရင်သတ်ဟာမမလားကိုစိတ် ဩစိတ်ဘွားပြောပြီးဖြစ်အောင်ကိုလုပ်တာဟာကိုနေမောင်အနောက်က သွားမယ် ကျုပ် IP အောင်သိမှာကိုစိတ်ပါ အုပ်စုနဲ့ကိုတွေ့ရတာကိုလိုက်ပြီးတော့ဦးလောင်ပို့ပေးကျေးဇူးတင်ပါတယ်ဂုဏ်ယူပါတယ်ဗျာ စိတ်ကအင်းစိန်တော့လွတ်လာပြီးတော့ဒီကြီးမင်းတော့ပါလာလို့တာ ကျုပ်ဒီထောင်းလွတ်တယ်လေအဲ့တော့ကျုပ်ကပြောတာပေါ့ရောင်တစ်မျိုးလုံးပတ်ပြီးတော့ကြီးနိုင်ဘူတာယွားနေကိုညံဘူတာပြတ်မယ်အဲ့ဒီကနေမှတောင်ငူရထားစီးမယ်ဟိုမှာကျုပ်တင်ချိုင်းရှိတယ်ဗျာကဲ ကိုစိတ်ပါကျုပ်မှားလိုက်တဲ့စကားတွေကိုတော့မင်းတတိယဝလို့ကျုပ်ထပ်ပြောလိုက် ကိုညင်ကြီး ဗျာ ခမရကဝင်သာလူစိတ်ဓာတ်ရှိတယ်လားပြောတာဗျာတယောက်ယောက်နဲ့ရန်ဖြစ်နေရမှာဒါမှမဟုတ်လို့ရှိရင်တော့ငင်းခုန်နေရမှာအားရမယ်လူစားလားဗျာ အမအကျွေးမဆတ်နိုင်လို့ထောင်ထဲရောက်နေတဲ့တထေးအစုပ်ပြက်ကခမရထောင်ထဲရောက်တာတော့ကြီးကျယ်နေလို့ရှိတယ်ဘာလဲခမရဒီမှာလေကုန်ခံညင်းနေမယ်စားအလောင်းစားလို့ အမေမန်နေဂျာကြီးစကားပြောရင်လောင်းစားပိုင်မပြောတယ်ဘူးခလားအဲ့ဒီအလောင်းစားကြောင့်လည်းအခုဒီရောက်နေတာဟုတ်တယ်ဒါမှမဟုတ်ဒီကိစ္စကိုကျုပ်ဘယ်လိုဆုံးဖြတ်ပြရလဲပြောဆုံးဖြတ်ပြမယ် လက်စားမှုနဲ့ထောင်ကြနေတဲ့ဝင်းတော်မင်းကခမရဘာကိုဆုံးဖြတ်ပေးဟမ်ဘာကိုဆုံးဖြတ်ပေးမှာလဲ အေးတခုပေါ့ဗျာ ဒီမဲ့ကျွန်တော်ပြောမယ်စัจ java လာအတွင်းမှာရှိတဲ့ရုပ်ဝတ္ထုအားလုံးဟာဖြစ်ပြီးရင်ပြက်မယ်ပြက်ပြီးရင်အကျွင်းမဲ့ပျောက်ဆုံးသွား လုံးဝ ပြောတယ် အဲ့ဒါလုံးဝမဟုတ်ဘူး ဟမ် အဲ့ဒါလုံးဝမဟုတ်နိုင်ဘူး အဘာလို့ ကျုပ်ညင်းပြမယ်ဒီမှာငင်းကြီးလေးတခုပေါ့ဗျာ ဟုတ်ပြီဗျာ အဲ့ဒီငင်းကြီးလေးမှာတွင်းတူးလိုက်တယ်ကဲတွင်းရတော့ဖြစ်သွားပြီ တွေးဖြစ်သွားတော့ကျုပ်တို့အခုငင်းနေတဲ့ကိစ္စဘာဖြစ်မှာလဲ ဒီအုံးလေဗျာခမရကျုပ်ပြောနေတာတော့အုံးလေဗျာနားထောင်အုံးလေနိုင်မှညင်းလေခမရအဲ့ဒီတွင်းတော့ဖြစ်သွားပြီတွင်းထဲကမြေကြီးတွေကပျောက်သွားသလားမပျောက်ပါဘူးဟာဒီမြေကြီးပေါ်မှာ तू ကမြေပုံလေးတခုဖြစ်သွားတယ်အဲ့ဒါရွေလျောတဲ့သဘောပျောက်သွားတာမဟုတ်ရွေလျောတာ ပြောက်တာလည်းမဟုတ်ဘူးရွေ့လောတာမဟုတ်ဘူးပြက်တာဗျာ ဟာပျောက်တာ ဆင်းရပြက်သွားတာလေမြေပြင်းကနေတွင်းဖြစ်တာပြက်တာပါ ရွေလျောနေတာဗျာခမရလေ ဟာခင်ဗျားတို့ကလည်းဒီလောက်ကြီးကိုညင်းနေရလားဗျအလောင်းစားလို့အရှုံးနိုင်လို့နိုင်တဲ့ဘက်ကကြုံနေမယ် ဩခမရတော်နာသွားမယ်နော် ဟာလောင်းစားလို့တဲ့ဆိုတွေကကျုပ်ကနိုင်တဲ့ဘက်ပဲနေခြင်းနေ အေးပါအဲ့ဒါကိုကြည့်နိုင်တဲ့ဘက်ကိုနေကျင်နေဆိုတဲ့ကွာသူ့စိတ်ကရွေလျောသွားတာရွေလျောသွားတာ မဟုတ်ဘူးပြက်တာ အာရွေတာပါဗျာခမရလေ ပျောက်တာပျောက်တာ ပြက်တာပါဗျာ ရွေတာပါ ပြက်တာ ရွေတာ ပျောက်တာဗျာ
အဲ့ဒီမှာကျွန်တော်လည်းနည်းနည်းဝင်ပြီးညင်းကျင်တယ်ဗျာ ကိုစိတ်ဖွားကျွန်တော်တို့ပြောနေတဲ့အကြောင်းအရာတွေကိုခင်ဗျားဘလောက်များသိလို့ဝင်ပြောခြင်းရတာ ကျွန်တော်ဒီမှာတရားမှတ်တယ်အာယုံနဲ့ဒါပဲကိုကျွန်တော်လည်းစိတ်ကပြောကြည့်တယ်ဆိုတော့ခင်ဗျားတို့လိုပေါ့ဒီပမာဏပေါ့နော် ပြောဗျာကျွန်တော်ဆိုပြော လက်သမားတယောက်ကဒီဇဝဲကိုလုပ်နေပါလို့အဲ့ဒီဇဝဲကိုသူ့ရဲ့အတ္တပညာနဲ့ဇဝဲကိုပေါ့နော်ဒါပေမဲ့အဲ့ဒီဇဝဲကိုဖြစ်စေတဲ့တစ်သားကိုလုပ်တစ်သားကိုလုပ်နေတာတစ်ပဲအဲ့တစ်ပင်ဆိုတာကလည်းသူ့ရဲ့ပါဝန်းကျင်မှာရှိတဲ့ရေမြေလေမီအဲ့ဒီဓာတ်သဘောတွေကိုအချိုးကြစုဆောင်းပြီးတော့ဝယ်စီပိုင်းနေတာအဲ့တော့ဒီဇပွဲကိုအချိန်ကြာလာပြက်စီတော့အဲ့ဒီဇပွဲကိုလုပ်ထားတဲ့တစ်သားကိုပြက်စီတဲ့ပုံရှိဒီထဲကဒီအခြေခံသဘောတွေနီးနားမှာရှိတယ်သူတို့နဲ့တက်ချင်းတူတဲ့ပစ္စည်းတွေနဲ့ပေါင်းပြီးနောက်ထပ်ရုပ်ပစ္စည်းတစ်ခုပေါ်လာဒါဟာရုပ်ဝတ္ထုအထုံးဖြစ်တယ်ခင်ဗျားတို့ကကျုပ်ဆွေးနေတာလက်မခံ ဟောလည်းမခံလို့မဟုတ်ပါဘူးစိတ်ဖွာရကျုပ်တို့အခုဆွေးနွေးနေတဲ့အကြောင်းအရာတွေတော်တော်တန်တန်လူကဝင်လည်းမပြောနိုင်ဘူးဝင်လည်းမငင်းနိုင်အမတန်ကိုမြင့်တဲ့ subject တွေကိုဆွေးနွေးနေအဲ့ဒါကိုကျုပ်အံ့ဩလို့ခင်ဗျားမေးချင် နာကျုပ်ကတောင်ကိုတင်းကျင်းသူ့ဟာရာစာလို့ခင်ဗျားတို့မြင်ထားတော့လေကျုပ်နဲ့ပတ်သက်တာပေါက်လူကိုတင်းကျင်းကိုခေါင်းလို့ခူလို့ပေါ့အကျုပ်သိနိုင်တာကဂူကိုပြီးလိုက်ဘယ်လောက်သုံးလဲတဲဘယ်လောက်ထင်ဘယ်လောက်သိခင်ဗျားကထင်တယ်ခင်ဗျားတို့မသိနိုင်ကျုပ်ကတင်းကျင်းနေလာနေလူတွေဂူမအပ်ရင်ပိုးနေတဲ့အချိန်ကျုပ်ကဘာလို့ကောင်းလဲကျုပ်ကစဉ်းစားကျုပ်တို့တင်းကျင်းခဏဝါကြောင်းနေရှိတယ်။နောက်ကျုပ်တို့တင်းကျင်းနေမှာဇယက်တစ်ခုရှိတယ်ဗျာ။နောက်တရားကျင့်တဲ့လူတွေဒီဇယက်ထဲကိုတော်တော်လာကြတဲ့ထဲမှာတခိုးပါတယ်ဓမြပါတယ်ကြောင်းဆရာပါတယ်ဘိန်းတော်ဆရာပါတယ်တိုင်းရေးဆေးဆရာပါတယ်အဲ့တော့ဒီလူတွေစီကပညာတွေကိုကျုပ်ကတတ်ချင်လို့အချိန်ကပုံနည်းနည်းစီရိုးဒီလိုနဲ့တင်တာသူတို့ရဲ့ဝေယဝဆလည်းကျုပ်ကလည်းကျုပ်ကိုသိပြီးတယ်ဗျာအဲ့တော့ကျုပ်ကလည်းကြားဘူးလားပါရှိခင်ဗျားတို့ပြောတဲ့အကြောင်းကျုပ်ကတရားကထိုင်နေတက်ပြီးတော့ဆရာတရားကိုသူနဲ့စကားပြောနားအောင်လို့အဲ့ဒါခင်ဗျားတို့ဝင်ပြောတာဟော ကိုစိတ်ဖွား ခင်ဗျာ ကျုပ်တာဗျာရာတို့တစ်ခုဝုန်းကလေးပေးနိုင်ရင်လေခင်ဗျားကိုဒေါက်တာဘွဲ့ပေးပြီးတော့ပရောဖက်ဆာခတ်လိုက်တယ်ဗျာ ကျွန်တော် အေး ဟုတ်တယ်ဒေါက်တာဘွဲ့ပေးပြီးပရောဖက်ဆာခတ်မယ် ဟုတ်တယ်ဗျာ ဟဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဒီအချိန်ကစပြီးတော့ကိုစိတ်ဖွားကို Professor ဒေါက်တာစိတ်ဖွားလို့ခေါ်ရဗျာ ဟုတ်တယ်ပရောဖက်ဆာဒေါက်တာစိတ်ဖွားပရောဖက်ဆာဒေါက်တာစိတ်ဖွားပရောဖက်ဆာဒေါက်တာစိတ်ဖွား ခက်တော့လေနိုင်မနေနဲ့လေမတောင်ကိုရောက်တော့မယ် ဟုတ်ကဲ့ ငါလည်းမသိ လူတစ်တွေအများကြီးတိုးလာတာပဲဟမ်အုပ်ကူလေးတွေစင်လူလေးတွေနဲ့အုပ်စုလိုက်များကားမှောက်သေးသလားမသိဒီဟောင်းရတော့ဒီတိုင်းအုပ်ကလေးတွေနည်းနည်းအဲ့ဒီနာနည်းနည်းကျိုးနေတာပဲဒါပဲပြောင်းအုပ်ကူပေါက်တာပဲအပြောင်းလဲရှိအကုန်စုတွေဒီမှာမရှိခင်ဗျမသားကိစ္စတွင်းတူဖို့လာတယ်ဆိုတော့နေ့လည်2နာရီမှလာကျုပ်ကဒီချိန်နားချင်နေရ ဟာသူကကိစ္စကျုပ်လာတာမဟုတ်ဘူးကျုပ်ကသူ့ဘာယာစာစိတ်ဖွာတယ်ဗျ အော်သူ့ဘာသာစိတ်ဖွာ အဲ ခင်ဗျသူ့ဘာဆိုင်တော့မိတ်ဆက်နေတာ မိတ်ဆက်တာမဟုတ်ပါဘူးကျုပ်ကဒီသင်းချိုင်းမှာသူ့ဘာယာစာလှုပ်ဖူးတယ်လှုပ်တယ်ဒါပြောတာ အာရှင်းလူကြီးစကားတဲမနာကို
အစစ်တရားတဲ့အထုတစ်ထောင်နဲ့အယောင်ဆောင်တစ်သိန်းနဲ့ဗျာ မဟုတ်ဘူးမိတ်ဆွေကြီးကျုပ်ကအယောင်ဆောင်မဟုတ်ဘူးကျုပ်ဒီသင်းញိုင်းမှာကျုပ်လုတ်ခဲ့ဘူးတယ် ဘယ်တော့မှလုပ်ဖူးတာလဲဗျာကျုပ်ဒီသိန်းငန်းကုန်းမှာလုပ်နေတာ10နှစ်ရှိ ။ဩခင်ဗျမယုံမဲကူဒီကူနာမည်တွေကျုပ်အလွတ်ရွတ်ပြဘယ်ကူကဘယ်သူဘယ်နာကူကဘယ်သူကျုပ်အလွတ်ရလုံခဲ့တဲ့7နှစ်တုန်းကလူသားမှုဖြစ်တယ်အဲ့ဒါကိုကျုပ်ကမတရားလို့ကြာရပါပေးမိတယ်1010နှစ်ကြာပါ လွန်ခဲ့တဲ့10နှစ်လောက်ကဆိုတော့ခင်ဗျသူ့ဘာသာအလုပ်ပြုတ်ပြီးဆိုတော့ထားလိုက်ပါဦးဗျာ ။အဲ့လိုတော့မလုပ်နဲ့ဗျာကျုပ်ကဒီနေ့မှထောင်းကလွတ်တာလုတ်စရာအလုပ်မရှိဘူးကျုပ်အလုပ်ကလေးတော့တကူဖဲ့ပေးပါတောင်းမှန် ဒီမှာမရှိခင်ဗျအလုပ်ဖဲ့ပေးလို့မရဘူးဗျာကျုပ်မှမိသားစုဆရာရှိတယ်ပေးလောက်မလဲ ကျုပ်ကတယောက်တည်းသမားပဲဗျာပြလက်ထောက်လို့တော့ခတ်မော်လက်ထောက်သူ့ပါရတာဗျာလူစမ်းပါဗျာအားကိုးပါလေ ဒီမှာမရှိကျုပ်မှလက်ထောက်တွေအများကြီးဗျာ တော့လက်တယောက်မပြောပါလား လူတွေကလည်းကျမ်းမာရေးကောင်းတယ်ထင်ပါတယ်ဗျာတလမှာ2လောင်းပဲလာတယ်ဗျာအဲ့တော့သူတို့တော့ကိုငဲ့ညာပါဗျာ ကျုပ်ကတယောက်တည်းဖြစ်တဲ့နည်းနဲ့ခံဗျာကျုပ်ရန်ကုန်ကနေတော့လာတာဒီမှာမှအလုပ်မြန်ဘယ်လိုလုပ်မလဲကျုပ်လက်ထောက်လို့တော့ဖြစ်အောင်ကျွန်တော်တောင်းပါမှာ ကျွန်တော်ခမည်းကိုပြောခဲ့ပြီးပြီပဲဗျာကျွန်တော်လက်ထောက်တွေတော့ခမည်းငဲ့ညာပါမြန်မာပြည်မှာလေတင်းငိုင်းနေအများကြီးခမည်းတယောက်တည်းလုပ်လို့ရပါတယ်ဗျာမင်းတင်းငိုင်းဖြစ်တယ် ဖြစ်နေတဲ့အမှုတွေအားလုံးဟာလူခလဲမောင်နေမောင်တို့ဗမာလူမျိုးတွေကြီးဖြစ်နေတဲ့အဲ့ဒါခေါင်းသလား ကောင်းပါတယ် what ဘာခေါင်းတာလဲ မြန်မာပြည်မှာနေမြန်မာတွေပဲတွေ့ရမှာပေါ့ဖြစ်တာလည်းမြန်မာတွေပဲဖြစ်မှာမင်းကြီးမျက်နှာဖြူတွေတွေ့ခြင်းရင်တော့လက်ပြန်ပြီးအလုံးလုံးလိုက်တာမင်း ဟာလေလူခလဲကကျွန်ုပ်တို့မျက်နှာဖြူအစိုးရကိုလူဆိုးထွေလို့ပြောတာလားကျွန်ုပ်တို့အုပ်ချုပ်တာကိုမကြိုက်ဘူးလား သူကတော့မြန်မာလူမျိုးတွေကိုမြန်မာအစိုးရအုပ်ချုပ်တာပဲမြင်ကြတယ် လူခလဲမောင်မေးစကားကိုဒီမှာထင်ရထန်ကရပ်ပါမရပ်ဖို့ဆိုရင်ကျွန်တော်ဘယင်ခံကိုအစီရင်ခံစာတင်ပြီးလူခလဲကိုဆတ်စပိုင်းချရလိမ့်မယ် ဘီယင်ကမကတော့ဘီယင်ကအဖေစီတင်လဲသူကတော့ဘီယင်ဆိုင် ready for shut up your mouth ဒီမှာလူခလဲမောင်နေမှာအခုစိတ်ဖွားကိုလွတ်လိုက်တဲ့ခိစ္စကိုလူခလဲဘလို့မြင်လဲ သူကလွကြောင်သွားတယ်လို့မြင်ပါတယ်မင်း no rabbit ကျွန်တော်လုံးဝမလို့ချင်ဘူးဒီကိစ္စကိုကျွန်တော်လုံးဝမကြိုက်ဘူး IP အောင်တဲ့ခုတ်ကြီးနေမောင်ဆိုတဲ့ခေါင်ကိုကျွန်တော်ရန်ခုံမှာလုံးဝမမြင်ချင်ဘူးချွေဖို့ကတ်ကိုအမြန်ဆုံးပြောင်းပေးပါကြားတယ်မဟုတ်လားလူခလေးမောင်နေမောင် ကျေးဇူးတင်ပါတယ် Oh Godတင်းချိုင်းကစိတ်ဖွားကိုလက်မခံဘူးဆိုတော့စိတ်ဖွားရန်ကုန်လာတာမွေတင်းချိုင်းကတော်စီဆိုပဲအဲ့ဒီမှာအလုပ်သွားလို့မယ်ကွာဒီမှာမေးစီတစ်စက်တော့ကျုပ်ကူစားပါဘာလဲဗျကျုပ်တင်းချိုင်းကုန်းသွားချင်ဟမ်တင်းချိုင်းကုန်းသွားခြင်းလို့ဘယ်လိုသွားလဲလမ်းညွှန်စမ်းမှာ ဘာပြောလဲဟာခမရဗျာဆိုစီစက်တရမရှိစက်တရမရှိကျုပ်ကလာနောက်နေရ ဟုတ်တာမဟုတ်ဘူးကျုပ်ကသူ့ပါရစားကြောက်ငွမ်းအလုပ်ပြုတ်ရန်ကုန်မှာ
တာမွေတင်းငိမ့်တအားစီတယ်ပြောလို့အလုပ်လုပ်ချင်ဘယ်နာသွားလုပ်ပါ့ ပင်းငိမ့်စီရဲဆိုတာခမည်းပါစက်မလို့ပြောထွက်တယ်ဗျာခမည်းတော်တော်ကြက်သိမရှိရဲ့လူပဲ ဟာကျက်တိမရှိဘူးမဟုတ်ဘူးလေတဲ့အိမ်မှာအိမ်သားရှိလား ရှိတယ် အိမ်သားကိုဘာလို့လဲ အိမ်ကနောက်ဖေးသွားတာပေါ့ အေးနောက်ဖေးသွားတဲ့နေရာကိုခမရအိမ်အဲကမ်းဘေးနားမှာခမရထားမှာ ဘယ်ထားမလဲဗျ ဒါနဲ့အိမ်သားမရှိလို့လည်းမဖြစ်ဘူးအိမ်သားသွားရင်အိမ်သားတတိယဟုတ်တယ်မလားအဲ့ဒီတိုင်းပဲလူတွေသေလို့တင်းချိုင်းဖြစ်ဘယ်မှာတော့မြုပ်လို့အဲ့ဒါကြောင့်ဘယ်မှာရှိလဲမေးတာ တော်ဗျာခမည်းနဲ့စကားပြောတာကြက်သိကိုမရှိဘူးအိမ်ပြန်ရေချိုးခေါင်းရှော့ပလိုက်တော့မယ် ဘယ်တော့ကျုပ်လဲ ခမည်းဘယ်လိုလိုက်ပါလဲ ကျုပ်လိုက်ချင်တယ် ဘယ်လိုက်ပါလဲ တောင်ဝင်ကျုပ် ဟာခမည်းတော်ခမည်းတော်ဟာဘယ်နဲ့လိုက်ရမှာလဲ ဟောနီးဆုံးဗျာကျုပ်ခေါ်ခမရကစီးနေတာ လိုက်တယ်ဗျာမလိုက်နဲ့ ဟာလူတွေ တင်များတင်နေတာအာဘယ်သိရမှာလဲအိမ်ပေါ်ကြနေတာကျုပ်ဆေးเสียပါဗျာဟေးလို့ကြည့်ဟဲ့လူဟာကျုပ်ကလေးကအိမ်နာဘာလို့လာနှိုးကြလဲဗျာဘာကြီးလာလဲဗျကျုပ်ကပဲရောက်နေရတယ် ပစုံတောင်ပန်းကြပစုံတောင်ပန်းကြ ဘယ်စုံတော့ပန်းကြ ဟုတ်ဆေးเสียဆိုပြီအာကျုပ်ဆေးเสียစစ်ပါဆိုခဏမှာစကားဆိုထားပါတော့ဗျာခင်ဗျားလူကမူဝမှန်ရလား ဟုတ်ဘယ်ဘယ်စုံတော့ပန်းကြလဲဗျ အာဒါရန်ကုန်လေမောင်ရဒါရန်ကုန် ရန်ကုန် ရောက်နေတာမသိဘူး ကျုပ်ရန်ကုန်ရောက်နေ အိမ်နဲ့ငါနဲ့နေတာမသိဘူး အိမ်မမဟုတ်ဘူးဗျကျုပ်အိမ်တော့မန်းလေးကစီပီတန်းအိမ်မှာခုတော့လာတော့ရန်ကုန်ရောက်နေ မောင်ရမန်းလေးရဟုတ်လား မန်းလေးတော့မဟုတ်ဘူးဗျရန်ကုန်ကပဲဟိုမန်းလေးကကျုပ်ပြီးဟိုများဆိုတဲ့မိန်းကလေးအိမ်မှာအိတ်တာနိုးလာတော့ရန်ကုန်မှာ ဟာအဲ့ဒါပြောတာဗောအဲ့ဒါအိမ်ရေးပြက်လို့ဒီလိုဖြစ်နေတာကွာမင်းမျက်နှာတက်လိုက်အောင် ဟိုနေ့ကတော့ထူးဆန်းတာပဲအဲ့တော့မန်းလေးပါလေဟာလားအမျက်နှာတက်တော့ရန်ကုန်အဲ့ဒီအဖြစ်ပြက်ကိုယုံသွင်းပြလိုက်တော့ကျုပ်ပတ်ဆိုင်ရပြီ ခမရပါလေဗျကျုပ်ကိုယုံသွင်းပြမလေးပါလေးနဲ့ကျုပ်တထဲသားဗျအိုလီဗာတန်းအေးတဲ့ကျုပ်ဖေကစီဆက်ဆန်ဆက်နေအများကြီးပိုင်တယ်ဥလူပဲ ကိုင်းင်းပြောတယ်ကျုပ်ကသိပါတယ်အဲ့လိုခက်ကြောင်ဖြစ်တဲ့ဒါတထေးသားလို့ တထဲသားလိုက်ခက်ကြောင်ဖြစ်ရမှာလား အခက်ကြောင်နေများတယ်ကွာအဲ့လိုသိမ့်ကျုပ်ပြောတာကိုလူဒီတိုင်းသာဆိုရင်တော့ကိုလူနေရာမှာရောက်ဖို့သိကြပြီ ဘယ်နေရလဲဘယ်နေရမှန်းလဲ တင်ရင်ကုန်ပေါ်ကွာ ခလေး ကျုပ်ကိုရိုင်လုံးလို့ तू ကရိုင်းနေပြီကဲကျမရေးကူးဆိုင်ဟိုဒေါသကြီးလျှော့အေးကဲကူလေးရန်ကုန်သားဆိုရင်ကာမွေတင်းကြိုင်ဘယ်နာသွားလို့ညမအောင် ဟာဘယ်မသိဘူးဗျာမသိဘူးလူတွေနဲ့ဒါတွေ့နေဦးလေ ကဲမဆွေကြီးကျုပ်ကိုတခုလောက်ကူညီပါ ကျွန်တော်ဖာကူညီရမှာလေ တင်းကြိုင်ကုန်သွားခြင်းလို့ ထိုးခါပဲဒီနေ့ဘာတွေလဲလာတွေ့မှမသိဘူးတယောက်ကလည်းမန်းလေးမှာအိတ်တယ်ရောင်မှာမျက်နှာတက်ဒီတယောက်ကလည်းတင်းချိုင်းသွားခြင်းလို့ တခုကူညီသားမှာကျုပ်ကတောင်းတင်းကြိုင်အလုပ်ပြုတ်လာတာဒီမှာတာမွေတင်းကြိုင်သွားခြင်းလို့ဘယ်နာကနေသွားလမ်းညို့ ဘာသွားလို့မှာလဲ သူ့ဘာရတာဗျာ သူ့ဘာရတာဟာ တခုတော့ပြောပြပါဘယ်သွားလို့မရအောင်ကဲအဲ့ဒါဆိုလဲဆေးစရာကြီး ဘာကျုပ်မကင်ပါနဲ့ဗျာခင်ဗျာသူ့ဘာဒီမှာဟိုဆေးဆရာနဲ့တင်းချိုင်းနဲ့ဗျာဘာမှမဆိုင်ပါဘူးဗရာတလန်းတန်တလန်းပါဟာဒီ ဒါ နေ့ လည်းခင်ဗျားသိမှာပေါ့ဗျာခင်ဗျားကုလို့တည်သွားတာတော့အတုပချာ တော်ပါပြီဒါတွေမပြောပါနဲ့ဗျာဒီနေ့လက်လည်းမရှိပါဘူးဗျာကဲသွားပါအာအဲ့ဘာခင်ဗျားပဲကြတယ်တာမွေတင်းချမ်းညွှန်ပါဗျာကျွန်တော်အဲ့ဒီမသွားလို့မဖြစ်ဘူးပြီးရင်လှုပ်ရှားမှာကျေးဇူးမမေးပါဘူး တိတ်သွားရှင် ဟုတ်တယ် ကဲပြောမယ်ဒီမှာဟောဒီလန်တဲတဲ့ကြီးသွားခမည်းတွေ့ကျင်တဲ့ဗိမ့်မှန်ကြီးတွေ့လေ ဟာဒါ နေဒါကျေးဇူးတင်လို့ပါနာမည်လေးတော့တစ်စိတ်ပြောခဲ့ဦး ဘာလို့ဖို့ အကူညီလို့ခင်ဗျားပြီးရတာဗော မကူညီနဲ့မကူညီနဲ့ ဟာဒုက္ခပဲလူတွေတော်တော်ဒုက္ခပဲကြည်သားတေချင်းအကြောင်းပြောတယ်နဲ့ဆေးစရာကြီးအသက်ကကြီးပြီးတော်တော်ကိုသူကလန့်တယ်ဆေးစရာကြီးခင်ဗျာတေချင်းဘယ်သူမှမလွတ်ဘူးနော်ဟာဘာကြရကွာတေချင်းအကြောင်းပြောဘယ်သူမှနားမထောင်ကြည်
ပေါက်တူးတစ်လက်တော့ဝယ်သွားမှာပေါက်တူးတစ်လက်ရရင်ငါလှုပ်လို့ရတယ်ကဲအဲ့ဒါကြောင့်ပေါက်တူးတော့ရှိပြီအကူကချဘူးမตาပဲဆိုတော့မตาတလုံးရလို့ကတော့ငါလုပ်ငန်းကြီးကိုကြာကြာနာနာကိုဖွင့်ပလိုက်မှာကွာ ဘယ်လိုလဲကွာမသားမြေမြုပ်တဲ့ကိစ္စကိုကြာကြာနာနာဖွင့်ပွဲလုပ်မယ်ဆိုတော့ဘယ်လိုလဲ ငါဘယ်သူလဲလို့ပြရအောင်မင်းရောပါကောင်း ကျုပ်ကအိုလန် ပါဟုတ်လား ဘာအိုလန်နဲ့ညာအိုလန်နဲ့မလုံးနဲ့ခင်ဗျားဘယ်လိုလဲ ငါစိတ်ကွာငါကြည့်ရတာမင်းငါလိုပဲကြည့်ရတာပဲလား ဖီးအဲ့လောက်အောက်တန်းကြလို့ကျုပ်မလုပ်ပါဘူးဗျာ ကြည့်ရတာလို့ကအော်တန်းကြတယ်ဟာဒါဆိုမင်းရောပါလို့လို့ ကျုပ်အလုပ်ကခင်ဗျားအလုပ်တဲ့တော့နည်းနည်းအဆင့်မြင့်ကျုပ်ကတရောင်းစား တရောင်းသားတူရရတယ်အဆင့်မြင့်တယ်ဟာအဲ့လိုလူမျိုးငါမမြင်ဘူးကြည့်လိုက်ပါဘယ်လိုလူမျိုးလဲမင်းလက်မှန်နဲ့ပါတီးတယ်မင်းနူးနေ ဟဲ့လူအဲ့ယောဂကိစ္စတွေထဲ့မပြောရင်ကောင်းမယ်ဗျာ ဘာလို့ ကျုပ်အလုပ်ဘာမေးတာ မင်းဘာလို့ ဘာလုပ်ကိုမေးတာလဲ ဘာလို့တယ်မင်းလားဘာလို့တယ်လဲဗော ခင်ဗျားလေဗျာကျုပ်ကတရောင်းစားပါဆိုမှတော့တရောင်းစားအလုပ်လုပ်တာဗော တရောင်းသားအလုပ်ရှိ မရှိတာဗောတိတ်ရှိတာဗော ဘယ်လိုလဲ ဒီမှာခင်ဗျားတရောင်းသားအလုပ်ကိုလွယ်လွယ်လေးလို့ထင်နေဟမ်တရောင်းသားဒီမှာကျုံပါလေကျိုးနေပဲ့နေတဲ့ကြားတွေကသူများအိမ်ကိုရောက်အောင်သွားရတယ်နော်ပြီးတော့အဲ့မှာတနာအောင်ပြောပြီးတော့တောင်းရချမ်းရတယ်ဟောပတ်စံတွေပါလာထဲရလေဒီတိုင်းယူပြီးကော့လန်ပြန်သွားလို့မရဘူးစုတွေပါတောင်းပေးရတယ်ဟောဒီကြားထဲကြိုက်တတ်တဲ့ခွေးနဲ့တွေ့ပြေးရသေးတယ်လွယ်တယ်မလို့ခင်ဗျားတို့သူ့ဘာယာစာအလုပ်တာလေတွင်လေးတွင်တူးထားလိုက်မသားတလောင်းလားဖုတ်ကနေပြစ်ချလိုက်ဟောပြီးတော့ပြုတ်ကနေပြန်ဖုံးလိုက်ပြီးပြီလွယ်လွယ်လေး မင်းပြောသလိုဟုတ်ကနေပြုတ်ကနေမပြီးဘူးမသားညက်သေးချာကြည့်တူရတာငါအလောင်းသေးချာပြုတ်စမ်းဆိုတော့အာလန်နဲ့ခိုင်းနေတယ်အဲ့ဒီပုတ်ပွားတာယူကိုင်စနစ်ကြလုပ်ပေးရတယ်နှိုးဆိုကြမ်းမှန်နေတယ်ညီညွတ်ဘူးကွာ ဖီ municipal ဝန်ထမ်းမင်း ဒီမှာခင်ဗျားအဲ့ဒီလုပ်ငန်းဆောင်တာကိစ္စတွေကြုံမသိချင်စိတ်လည်းမဝင်တော့ဟုတ်ခင်ဗျားဘာလုပ်မှာ ဘာတူရတာဒီမှာအလောင်းအကွာချာပြုတ်ပါဘူးငါလို့တူရတာဒီမှာရှိတာ မရှိတာဗောအခုတော့မရှိတော့ဘူးသေပြီ ဘာလို့လဲ ဘာဖြစ်ရမှာလဲမွေကြိုက်လို့ဗောဗျဟိုတနေ့ကနေခင်ဗျားအခုထိုင်နေတဲ့နေရာမှာနေကြိုက်တာအဲ့ဒီမှာသေတာပဲကြည့်လဲထိုင်အောင် မလေးငါတော့မွေနိုင်တယ်မွေလာကြိုက်ဆောင်တယ်ကောင်းတယ်ဒီကောင်ရှိရအေး ဟာဘာလဲဗျခင်ဗျားဘယ်လိုလူကြီးလဲသူများသေတဲ့ကိစ္စဘာကောင်းနေလဲဟမ် ကောင်းတာဗောကွာသူမရှိတော့ငါတယောက်တည်းဒီအလုပ်ကိုငါလုပ်လို့ရတယ်မင်းကတောင်းစားငါသူ့ဘာရတော့ရတယ်အကုန်ပြီးတဲ့ကောင်းပြီဒီမှာစတိုင်ရဲ့လူကြီးအာနေပြီ ဟဲ့လူခင်ဗျားဘယ်မှာနေမှာ ဒီမှာ ဘယ်မှာနေမှာ ဒီမှာ ဟာနေကျင်တိုင်းနေလို့ရမလားလာကပေးရမယ် သူ့ပြရ အကြောက်ကိုပေးရမှာဗော အမင်းကဘာစံလဲဒါစရပဲအားလုံးနေလို့ရမင်း အိုးဇရက်တွေနန်းတော်တွေကြုံမသိဘူးအခုလောဆယ်ကြုံနေနေတာနော်ဒီပတ်ဝန်းကျင်ကိုကြုံပိုင်နေခင်ဗျားဒီမှာနေမယ်ဆိုရင်လာကလေးတော့မစားလိုက်စပေါ်ပါတင်ရမယ်နော် တော့တော့ပြီ လာကကတော့ညှိလို့ရပါတယ်ဗျာစပေါ်ကတော့30တော့လို့ 30 ဟုတ်တယ် ဘေးမင်းကမင်းခါတော့က အခန်းကပေးရဟာဒီစီကကြီးမှာဘယ်လိုလုပ်အခန်းကမှာတော့ မင်းကလည်းလုံးချင်းမတူဘူးမင်းကရပြည့်နေမင်းကတော့ငါသူ့ဘာရတာတတ်တာ partition ခင်ဗျားလည်းဗျာမဖြစ်နိုင်တာယူ ကဲအဲ့ဆိုရှင်းနေမင်းနဲ့တွဲပြီးကွာ ဒီတင်းချိုင်းတွေကိုရေတွေမီးတွေဘယ်လိုလုပ်တွယ်မှာလဲဗျခင်ဗျားကတ်ဖက်ပြောနေပြန်ပါပြီ အမင်းမဆိုင်တော့လုပ်ပြရမှာဗောအလို့ငါအသက်ကြီးအဝေးသွားချိုးရမှာမတွဲပြီးဘူးလား မတွယ်ပေးနိုင်ဘူးကဲဒါဆိုရင်ငါတနေ့လုံးပြင်မမယ်ဆိုတော့မင်းပါကလေးတော့ဒီနေ့နေ့မှတက်ပြီမင်းပဲတော့မပါငါပဲရဟိုင်းနာလေး အဲ့ပန်ကားပါမီးမရှိပဲလက်နဲ့လက်ရအမဟုတ်လေကွာမင်းပဲဆိုင်တော့ငါလည်းအင်္ဂါအနေနဲ့တော့မင်းတောင်းဆိုပါမှာဗော မလုပ်ပေးနိုင်ပါဘူးဗျာ မလုပ်ပေးဒီ partition မလုပ်ပေးနိုင်ဘူး
10 short 30 10 short 20ဖြစ်တယ်ဟာမတွေ့ပေးနိုင်ပါဘူးဆို10ထပ်ရှော့20ကို10ရှော့တော့10ရတယ်10လဲရတယ်မီးလည်းမတွေ့ပေးနိုင်မဖြစ်နိုင်တာတွေမပြောနဲ့လေအဲ့ဆို10ထပ်ရှော့20ရှော့တော့10ပဲကြံရပါတယ်10ရမဟုတ်ဘူးမီးလို့မတက်ပေးနိုင်10ထပ်ရှော့ပြောတာဟာတောင်းတာမှ30ဗျာဟုတ်အခန်းမကားတဲ့အတွက်10ရေမတွဲအတွက်10မီးကို10ဆိုတော့30ကုန်ပြီဗောအကျန်လေးတွေမိပါကမတက်ပြီလို့50ထပ်လျှော့ဗျာမဗျာနဲ့မင်းက50ပတ်စံတောင်းနေမင်းမလုပ်ပေးနဲ့တော့ငါလည်းပြန်တောင်းတာဟောအာတော်ပြီခင်ဗျားကြီးကပတ်စံလည်းကြုံမလို့ခြင်းတော့ဘူးဟိုခင်ဗျားခိုင်းနိုင်လဲကြုံဘာတစ်ခုမှလုံးမပေးနိုင်ဘူးနော်ခင်ဗျားကြိုက်တယ်လို့နေတော့နော်ဒါဆိုငါနေလို့ရပြီရပြီနေတော့မင်းကလည်းသူနေပြီဆိုမင်းကလည်းမေ့စုအဲ့တော့မင်းကလက်ဖေးတဝက်တိုင်လက်ဖေးတဝက်တစ်ခွက်လောက်လုပ်ပါဗျာမင်းကလည်းခုမှကြည့်တာမင်းတဝက်ပဲထားတယ်တဝက်ပဲမတော့ဘူးလားမတော့လာတော့မှာလေငါပြင်မလားသိလို့နားယူအဲမိုးရောဟာလို့မင်းတိုက်ဟာလက်ဖေးလေးတဝက်တိုက်ဖို့များဗျာအကျွေးတဲ့နားကြပါခင်ဗျာတနာကြပါအကိုကြီးရောအမကြီးရောပေးမှကမ်းမှစားတော့မယ်ကွာပါခင်ဗျာတနာကြပါခင်ဗျာသာရုပါဗျာသာရုပါအခုလိုပေးကမ်းဆွန့်ကြရတဲ့အကျိုးအကြောင်းကျန်နိုင်ဆောင်တနာပါဗျာတနာပါနေလူမနေပြီကွာကိုစိမမြေစောစီကိုလို့ဟုတ်တယ်ကျုပ်ဝရီကကောင်းပြီအစိုးရလှုပ်စင်းတာမနှိပ်ပါဘူးဗျာအခုမှတပင်းနှစ်ပဲပဲရပြီလက်ဆက်တော့မင်းကမနေ့ကလက်ဖေးတဝက်တိုက်မယ်မှတ်မိဘူးမတော့တော့ဘူးတောက်မှာဗောတောက်တော့ကိုလို့ဟုတ်ပြီတနာပါဗျာတနာပါဘယ်လိုလဲဒီမှာစီတော့ဆုံးပြသွားပြီဟာမတက်ရရပါဖြစ်နေရိုးဆိုင်ဆံမရှိပါဘူးကားနဲ့တက်ပြီးဂီးမဆိုင်လို့မရဘူးစင်းမစင်းငါကောက်တစ်ခုလုံးစင်းကဲကျမဆင်းလာပါပြီတဲ့ရှင်ကဘာဖြစ်ချင်လို့လဲပြောပါအောင်ဒီမှာဒူးကောင်းကြည့်ငါအသားသွေးထွက်သွားတယ်နင်တို့တောင်းမှန်ဓာတ်ဖို့ငါအမှုလုံးဟုတ်တာပဲမြရဲ့ဟိုသူ့ကြည့်ပြီးတစ်ခုစင်းနေတယ်ဆိုတော့မှုဖြစ်နေတယ်တောင်းမှန်နိုင်ပါဘူးဒီလိုအောက်တန်းစားအောင်မြန်တိုက်မိတာဘာဖြစ်လဲပလိတ်ကိုပတ်စံနေပါပေးလိုက်ပြီးတာပဲဩပလိတ်ကိုပတ်စံနေပါပေးကတ်တယ်လို့ရအဲ့ဒါဆိုငါလည်းပေးညီတို့တိုက်ဟမ်လူများအောက်တန်းစားပါညီတို့ကဘာတန်းစားလဲအမေရှင်မျက်စိကန်းနေတာဟင်ကျမတို့ဝတ်ထားစားထားလို့ကြည့်ပြီးဘလို့တန်းစားလဲဆိုတော့ခံမှန်းလို့ရတယ်ရှင်သိရလား你表那的也是对，你那爸爸说我没嘛，那没嘛说啦，别干啥皮皮，八一片的片。是的，是。俺都要家里家咯，不老被熬单家，哎，摆布的都干不看我。哼，你说俺都在啥？你都看不那玩意，给俺俺都顾了为没好的搞俺没得说。没。ရှင်ရှော့ရရှော့ကြည့်ပါလားဟုတ်ဘလို့ပါနဲ့ဦးလေးဘလို့ပါနဲ့ဟိုကျမတောင်းမှဦးလေးနော်မရှော့ပါနဲ့ကျမတောင်းဘူးငါလုံကြီးလဲမလုံထုတ်တာဟုတ်ကဲ့ကျေးဇူးတင်ပါအဲ့တော့ဒီလိုနေအောင်တခုဒီလိုသိရင်အတုပါဖြစ်ငါပြောဟုတ်ရှင်းပါမို့လေငါတင်းရဲ့သူ့ဝိုင်တာစားဖျားဘယ်တူတူရပါလဲသိရင်ငါအလကားအတုပါချောင်းနော်ညမစကားဆက်ပြောတော့ငါတော့မပြောတော့ငါနာပဲစိတ်ဖွာဒီကအချက်တန်းမိမပြေးပြီကိုစိတ်ကွာပိုင်နေဗျာပိုင်နေဆရာကိုစိတ်ကွာဒီတချီရဲနဲ့တင်လေဆရာကိုစိတ်ဘွားကိုကျုပ်ရဲ့ဆရာဖြစ်အတိမတ်ပြုလိုက်ပြီကျုပ်တို့ယောက်ျားတွေဘလောက်ပဲအစင်အတန်းနေမာတယ်ပြောအဲ့ဒီအစင်မြင့်ပါတယ်ဆိုတော့မိမတွေတော့တာတာပဲကျုပ်တို့မှဘိုက်ကိစ္စမရှိဘူးအဲ့သိမှန်တယ်မင်းဒီမှာငါပြဿနာတက်နေတာမင်းဒီတိုင်းကြည့်မင်းတော်စိတ်ကားရကောင်မင်းမိတ်ဆွေပြီးသားစိတ်ကားတော့မဟုတ်ပါဘူးကိုစိတ်ဘွားရဲ့ကျုပ်ကအကဲခတ်နေတာဒီပြဿနာကိုကိုစိတ်ဘွားဘယ်လိုများဖြေရှင်းမလဲလို့ကျုပ်ကအကဲခတ်နေတာငါပြဿနာဖြေရှင်းနေမိကြားတယ်ဟမ်ကောင်မလေးတွေပတ်စံမယူဘဲနဲ့
အလောင်းမြင်မြုပ်ပြီးစူတန်းနေလေကဲမင်းကဒီပေးလာတယ်ဒါလည်းတဝက်တိုက်ငါတော့ဝက် ဟာနေပါသေးတော့ဗျာအဲ့လက်ဖေးတော့လည်းကျုပ်မတော့တော့ပါဘူးဒီမှာကျုပ်ကလက်ဖေးတိုင်းနော်ဒီနေ့ကစပြီးတော့ကိုစိတ်ဘွားကိုကျုပ်ဆရာဖြစ်အတိမတ်ပြုတ်တဲ့အနေနဲ့အဲ့ဒီအထိမ့်မှတ်နဲ့ပေါ့ဗျာဒီမှာကျုပ်ချင်မှာ3ပဲရှိတယ်3ပဲလက်ဖေးတိုင်းလက်ဖေးနှစ်ခွက်နံပြားတစ်ချက်တော့ရမှာနံပြားတော့တယောက်တစ်ဝက်ပေါ့ဗျာဘယ်နဲ့ဖြစ်လား ဖြစ်ပါလေကဲဒါဆိုတော့လာရှောင်းနိုင်လားတိုင်းတော့ယုံမှာ နည်းနည်းတော့ရပါစိတ်ဖွား ဒါဒီကနည်းနည်းထက် တော်ပြီမင်းတော့ဆရာမီးပဲတော်ပြီဆရာသေးကဒီနေ့ကတော့မင်္ဂလာပဲဗျဆရာစိတ်ဖွားကိုအိုလန်ဆိုတဲ့ကျုပ်ရဲ့ဆရာအဖြစ်အတိအမှတ်ပြုတဲ့ဘွဲ့နော်လက်ဖေးရလဲအရသာရှိလိုက်တာဗျာသုံးဆောင်လိုက်ပါဦး ဘိုလန်ကစိတ်ဖွားကိုကွန်ပျူတာမင်းနိုင်ငံနဲ့ညောင်းတယ်အဲ့ဒီလေးပဲဖိတ်လိုက်ချင်တယ် ဟောဖိတ်ဆရာမလို့ပါဘူးဆရာစိတ်ဖွားလေဟောရောက်တော့ရောက်နေပြီ ဒီမှာတော့ ဘေးမှာလေးမှာပတ်ချလေဝိုင်းတော့မပက်လက်ကလေးတွေကြည့်နေအောင်ပါ မြို့လောင်ကြီး ဘာလို့ အုပ်ကိုအားချင်လို့ပဲရမလား ရတယ်အုပ်ကူလည်းရတယ်ခေါင်းလည်းရတယ် အတူကနောက်9ရက်နေမှချမှာ ဘယ်နေ့ချချချတဲ့နေ့ချ ဒေါ်ကဘယ်လောက်ကြာလဲ တစ်စက်ငါချက်ဆရာမေး ဟိုဆရာမေးတာဟုတ်ပြီဘောင်ချလေးတော့ပေးတော့ သူ့ဘာရစားလို့ဘယ်ကလာပြီးတော့ပေါချားရှိမှာလို့ခင်ဗျမိမယုံဆိုတော့ ဟာယုံမှလည်းရမယ်ယုံမှဒါအုပ်ကိုတော့တေးချလို့နော်ဒီအတူကရိုးရိုးအတူကမဟုတ်ဘူးဗျာ ဟောအတူကအသက်ရှူတယ်လား ဟာဒီမှာဘလို့လို့အသက်ရှူမှာလို့ မသိလို့ညာညရိုးရိုးမဟုတ်ဘူးဆိုတော့ဗာများတန်းတယ်လေ ရေးကြည့်တယ်ဗျာရေးကြည့်တယ်အရာရှိသေးတာ BOC အရာရှိ သေမှတော့အရာရှိပဲဖြစ်ဘယင်ပဲဖြစ်ဖြစ်အတူပါဖြစ်တယ်မြေကြီးရဲ့ရောက်ပါဘာမှမဆန်းဘူး ဒါတော့ဗျာအုပ်တော့ကောင်းကောင်းလေးလုပ်တာဆရာငါကြ ဟုတ်ကဲ့ခင်ဗျဟိုအတူပါရှင်ပြောလဲသေချာကြာနာလောက်ထားမယ်ချကျင်နေလားချားလို့ ဟုတ်ကဲ့ နော်သွားလောက်မယ် ဟေး ဆရာစိတ်ဖွား ဟေး မင်္ဂလာပြီမင်္ဂလာပဲဗျာဟမ်ကျိုးတို့အခုပဲဒီမှာအခမ်းပွဲလုပ်နေတယ်အလုတ်အပ်တဲ့လူချက်ချင်းရှောက်လာဆရာငါးချက်ရလိုက်နော်ကျုပ်ကဘာနဲ့ပြန်ပြီးဂုံပြူမှာပြော မင်္ဂလာဆိုတာဒီရက်ထက်နေကောင်းဘူးအဲ့တော့မင်းကဒီနေ့ဆရာတင်တာကုန်ပြီလေနောက်မေးလောက်ပြီဆိုတော့တစ်ခါထပ်ကိုအဲ့ဒါမှကုန်ပြီနော် ထားပါတော့ထားပါတော့ကဲဆရာစိတ်ဖွားကျုပ်လည်းလုပ်ငန်းစဖို့သွားတော့ မင်းအဲ့ဒီလိုနေမလို့တော့ကွာမင်းကြည်ရပြင်မှန်မင်းဝေဒနာတွေများကြီးပဲငါလည်းဒီမှာလိုအပ်တယ်လို့တဖြည်းများလာတယောက်တည်းမနိုင်မင်းဖြစ်နေမင်းငါလည်းကိုလို့ ဟာဆရာစိတ်ဖွားဟိုကျုပ်ကလည်းအဲ့ကိစ္စကိုပဲပြောချင်နေတာဆရာစိတ်ဖွားဟိုသူ့ဘာရာသားဆိုတော့ကျုပ်ကလက်ထောက်သူ့ဘာရာသားပေါ့ဖြစ်မှာမလားဟင် ဖြစ်တယ်ဖြစ်လို့ပြောတယ်ပေါ့ ဟာကျေးဇူးတင်လိုက်တာဆရာစိတ်ဖွားရာကျေးဇူးတင်လိုက်တာ မင်းလည်းကြည်လာမကိုင်းလို့ကွာငါသူ့ဘာရတာဖြစ်နေတယ်နူတော့မလူချင်ဘူးမင်းလည်းကြည်မလုပ်နဲ့အဲ့တော့မင်းလောက်တာတော့ဟုတ်ပြီငါအကြမ်းလုပ်မယ်ဆိုတော့မင်းအလူလို့တော့ဒီလက်ကြီးနဲ့ဖြစ်ပြီကွာလက်နဲ့တေးချာလူရပန်းနေပဲကတ်မယ်တချို့လှလှပါ ဖြစ်ပါတယ်ဆရာစိတ်ဖွားရေဒီမှာလည်းကြည့်ပါဦးဒီမှာ အာရုံပြုလို့မင်းနာနေပဲကုန်မယ် မပေးဘူးအဲ့ဒီဒီမှာကြည့်ဒီမှာကြာပါလေဒီမှာဟာကြည့်ဒီမှာဘာမှယူကောင်းဒီမှာကနူအကျော်အကုန်ရတယ်ဒီမှာအကုန်ရတယ် ခါမှမဖြစ်ခမင်းနူ ဘယ်ကနူရမှာတော့ ဟာပြေလူလေးပဲကွာရောက်ဆောင်ပဲကျန် ဆရာစိတ်ဘွားလေနဲပါတော့လိန်ရတယ်လေဆရာစိတ်ဘွားရဲ့သူများရှိတောင်းစားတယ်အကုန်လုံးကောင်းနေပါလေဆိုဘလူးကပေးမှာတော့အဲ့ကျွန်တော်ဟိုနိုးသလိုဝဲသလိုရွဲသလိုနည်းတော့လောက်ရတယ် ဟိုလာပါမင်းတော့ငါကြားတယ်အေးပြီးတော့မင်းလိန်တယ်လည်းငါတယောက်တည်းတည်တယ်ဆိုထားလိုက်တော့သူမင်းနဲ့ငါနဲ့နှစ်ယောက်လုံးဟုတ်ပြီငါခေါင်းလို့မယ်ဆိုမင်းတချို့ကခေါင်းလှလှပပပဲမင်းပန်းညတ်တာတွေမင်းဘာသာပါ ဟိုဆရာစိတ်ဘွားတင်ပေးလိုက်လေကျွန်တော်လှုပ်လိုက်ရဟုတ်ပြီဆရာစိတ်ဘွားဟိုကျွန်တော်တခုစဉ်းစားမိတယ်ဟိုကျွန်တော်တို့ဖန်တီးလိုက်တဲ့ခေါင်းကိုကျွန်တော်တခုလေးဗျာဒီတစိတ်တက်ချင်ဟာစိတ်ဘွားကုမ္ပဏီမှာခေါင်းလှဖန်တီးရှင်အိုလန်ဖန်တီးသည်
တစိမ့် အဲ့ဒီဟာဒီစိဘယ်နဲ့တော့တယ်ဘုံမခေါင်းကကြီးနာမည်ကြီးတယ်ဘယ်နဲ့မှမင်းတော့အဲ့နာမည်ထိုးမလို့ ဟောဆရာသေးဘွားလေဟိုတိတ်တိတ်လေးပေါ့ဒီမသားအောင်သားလေးကပ်ပြီးတော့ဒီမှာအပြားလေးနဲ့ကတ်လိုက် အာမင်းတော့တုံးနေပါမယ်ဘာဖြစ်လို့မင်းအဲ့လိုလှုပ်ချင်ရလဲ အကြောင်းရှိတယ်ဆရာသေးဘွားဒီအကောင့်ကိုနောက်နေ့တွေကြာလာတဲ့အခါမှာဒီသမိုင်းပညာရှင်တွေဘာတွေပြန်ဖော်မယ်ဖော်တဲ့အခါမှာခေါင်းကိုကြည့်လိုက်တာနဲ့ဒီမှာတစိမ့်နဲ့နော်ဒီစိတ်ဘွားကုမ္ပဏီကအိုလံဖန်တီးသည် ဟုတ်ပြီမင်းပြောဆိုတမိုင်းပညာရှင်မဟုတ်ဘဲနဲ့တခြားနိုင်ငံသားတို့ဗမာစာမတက်တဲ့လူကတော့ဖော်ပြီးခက်မယ်မင်းနမိတ်မကောင်းဘူးကျွန်တော်ငါတို့ကသေမသေးသေးတာရှင်လူတွေစိတ်ဘွားအိုလံမြေကြီးမြုပ်ခံမှာနမိတ်မကောင်းဘူးကွာမင်းကလည်းအဲ့ဒါကြီးတော့မလုပ်ပါနဲ့ အဲ့ဒါဟုတ်တယ်ဆရာသေးဘွားပြောတယ်ဟုတ်အဲ့တော့အဲ့ဒီစီစဉ်ဖြတ်တယ်ဗျာဖြတ်တယ်နော် မင်းကလည်းလူလုံးလား လုံးမယ် ပြီးတော့ လုံးကမယ်တော့စ အခုစားရောမင်းအဲ့ဒီရောသနာလေးအကုန်လုံးလှုပ်လိုက်တော့မင်းကလည်းလူလုံးတော့ လူကြီးသားမောင်တန်းကြီးဆုံးသွားတာစိတ်မကောင်းပါဘူးဗျာဒီကလေးကဘယ်လိုကနေဘယ်လိုဖြစ်သွားတာလဲဗျာ ဟိုအကိုကြီးကလည်းကို့သားကြောင့်လေကိုပြောပြရမှာပေါ့စိတ်မရှိပါနဲ့ကိုပါကြော်ရဲ့အကိုကြီးကသားလေးဆုံးသေးတယ်ဟာစိတ်ကယူကြောင်တော့ဖြစ်နေတယ်ရှင် ဟာဒါဆိုရင်ယူသွားနိုင်တယ်ဗျာစိတ်ကြဆေးုံလဲကိုဒီကိုပြဖို့လိုလိမ့်မယ် အိုးအဲ့လောက်ထိမလိုပါဘူးရှင်အဲ့လောက်ထိပြဖို့မလိုပါဘူးတေတော်သူကြာရင်မေ့ဆိုတဲ့စကားလေးရှိတယ်မလားသားလေးမောင်လေးရနမိုးနီးယားဆိုတဲ့ဟာကြီးဝင်ပြီးဆုံးသွားတာရှင်အင်းလေကျမတို့ကလည်းပေါ်စားတာပါပါတယ်လေ သူတွေဘာပြောပြောမင်းများတော့လေတက်ရှင်မယားကိုတင်မောင်ကြီးရဲ့အပြုံးပဲထဲမှာဆွဲနေတာပဲဒီကမိစိန်တို့ကလည်းလေခွေးကျူမခွေးကျူသိရပို့လိုက်တာနော်မပို့ဘူးများတကယ်ပြောနေတာ ညညအေးရလူတွေဒီတော့ပူဆေးတော့ကရောက်ဘလို့လို့ရီလိုက်ပေါ်လိုက်ဖြစ်တာနေထိုင်စင်ညစမ်းမမကြိုက်ဘူး ဆရာသေးဘွားနေကြီးပေါ့တော့မောနေပြီလားမောအကျုပ်တက်လက်လာပေါက်ပေးမယ်နော် ဟာမင်းဒုက္ခိတကြီးတော့ကိုလှုပ်ဟာဒီမြေကြီးတို့တဲ့လှုပ်တာလက်တရင့်နေပြီကွာအမေလေးဒါဒီများတော့ဘာငါပေါ့စားကိုကွက်တော့ပါဘူးကွာ အဲ့ဒါဆိုလဲပြီးရောကျုပ်ကမောနေမှာဆိုလို့ဒီမှာကျုပ်လက်ရလဲကြည့်အောင်ဒီမှာအဆင်ပြေရလား ဟာအခါမလားဟာဟေးဒါကြီးမြင်တော့ငါတော့ဒီရင်သိပေါက်သွားတယ် အာမလုံနဲ့လေဆရာသေးဘွားလေဆရာသေးဘွားမရှိကျုပ်ကအခုတော့ဘာမှပညာစုံသေးတယ်မတယောက်လည်းဒုက္ခဖြစ်နေမှာဗော မင်းတယောက်လည်းဟုတ်ပါဘူးအလောင်းနေပြီလို့နှစ်ပါးသွားတော့ငါတော့ပေးသက်အများကြီးမင်း မနောက်ပါနဲ့ဗျာမနောက်စမ်းပါ ဟိုလေရှင်းတော့လေဒီတင်းနဲ့သူ့ဘာရစားရတာ ဟုတ်တယ်ဘာလို့ရှင်လို့လဲ ကိုအုတ်ကူအချင်းလို့ ဩခင်ဗျားအုပ်ကူအချင်း ဟာကျုပ်တယ်မဟုတ်ဘူးဗျသေသွားတဲ့ကျုပ်သားအတွက် အုတ်ကိုလှလှလေးလုပ်ပြီးပါနော် အာအဲ့တော့တော့စိတ်ချနော်အုတ်ကူမလှမမခိုင်မခန့်မပူနဲ့ကျုပ်ဆရာစိတ်ဘွားလှုပ်လိုက်တဲ့အုတ်ကူကြည့်ကျန်တဲ့ဆွေမျိုးတွေပါအကုန်လုံးလိုက်ပြီးတေးကျင်တဲ့စိတ်ပေါက်သွားစေရ ဟုတ်ကိုဟိုရီရိုးတကယ်လို့တည်နေအုတ်ကိုလေးကိုရှင်ခွဲပြီးတော့လှလှလေးတော့မကောင်းဘူး ကောင်းတာဗောကောင်းတာဗော ကောင်းတယ်တော်တယ်ဒီလိုအဲ့လိုမျိုးအုပ်ကူအမယ်နှလုံးမလုံးနှလုံးကယိုးနေအုပ်ကူအမွှာလေးလေဟဲ့နော်အရန်ချစ်တယ်လို့လည်းဖြစ်သွားနော်တကူမှာနှလောက်နာမည်ကိုကျွန်တော်အသေးပုံလေးနဲ့ဒီချာချာလေးရေးပေးအဲ့တော့နာမည်ရေးတော့ကျွန်တော်ကကိုဆိုတဲ့နာမည်ကိုအရင်ရေးရမလားရေးကိုအရင်ရေးရမလားပြော ကျွန်တော်ဟာယောက်ျားဆိုတော့ကျွန်တော်ကိုရေးပေါ့ဗျာ ဟုတ်ကဲ့ရေးပေးမယ်လက်ကရေးပေးမယ် ခင်ဗျာခင်ဗျာဘာလို့ရှောက်ပြောနေတာလဲနမရှိနမရှိဗျာ ဩဟိုကလေးကျွန်တော်ကအဲ့လိုအုပ်ကိုကြိုပြီးတော့အပ်တယ်ဆိုရင်ဈေးလျှော့ပေးမှာပါတခုလဲဆိုတော့အစိတ်စိတ်ကြတယ် ရေးရတယ်လေကိုတော့တေးသေးချင်းနေလားမသိဘူး မဟုတ်ပါဘူးကိုကလည်းရီရဖြစ်တော့အုတ်ကိုကလည်းရီတော့စိတ်ဆိုးလာလို့ စိတ်ဆိုးတယ်ကိုစိတ်ဆိုးတယ်တော့မပြောနဲ့ကွာ ဟုတ်ပြီအဲ့တော့ဟိုကျွန်တော်ကြိုအပ်မလားလို့ဗျာတခုလဲဆိုအစိတ်ကြတယ်တခါလေးရှင်းလိုက်ပို့ပါ ဒီမှာခဏလေးနော်ဟိုခင်ဗျားတို့ဒီအုတ်ကူကိစ္စကြီးပဲပြောနေခေါင်းအောင်မလုပ်ဘူးလားခေါင်းတော့ကဘာမှမပူနဲ့နော်အကောင်းဆုံးပြောင်းကျုပ်စီစဉ်ပေးမယ်ကျုပ်ပညာရှင်တော့ဒီမှာနမူနာကြည့်သွားဒီမှာ ဟုတ်ကျမတို့စီစဉ်တာမယ် ဟုတ်ပါတယ်ဟိုကျွတ်တော့ကျွတ်စီစဉ်ရပါမယ် ဟုတ်အဲ့တော့စိတ်ချအဲ့တော့ဟိုကူမနာမည်ကဘယ်လိုရေးရ ဟိုမောင်တန်းရေးပါ ဩမောင်တိုင်းအသက်က4နှစ်လား5နှစ်လားတေချာပြော 24နှစ်ပါ ဟ
24နဲ့ ဟုတ်ပါတယ် ဟာ24နဲ့ ဟုတ်ပါတယ် တေချာလာလေးရေးပေးမယ်တရင်တို့လိုအဲ့ဒီအလောင်းကထားကြည့်ကိုသူ့နာမည်လေးကိုတေချာရေးထားပါလားဆိုကျင့်တတ်သွားစီလားနော်ကောင်းကောင်းလေးလို့တယ်စိတ်ချနော်စိတ်ချစိတ် ကဲဒါဆိုရင်ကျွန်တော်တို့ခွင့်ပြုပါအောင် ကောင်းပြီ လာကြီး ကောင်းပါပြီ နော် ကိုကိုဟိုဒီနားမှာလေဟိုမိုးကလည်းစွတ်တူတူရွာထားတယ်ဆိုတော့ကင်းလက်မမဲကြီးကင်းမီခောက်ခုနလေးတွေည6កောင်သတ်ပြီးရတဲ့တတိထား ကိုကိုဒီကင်းကြောက်တယ်နော်ကိုကို ဒီရလဲကွာဖြစ်ပါလေကိုကိုတော့လုံးပါပါသိချီရလဲကိုကိုပါလေလာ ဖြစ်တယ်နော် ဖြစ်ပါလေရှိရလဲလာပါမယ်လား ကင်းမဟုတ်ပါဘူးပက်ကြည့် ပတ်ကြည့်ပါဗျာ ပက်ကြည့် ဆရာလေးကတော်တော်သေးတဲ့ဟာလေးဗျာတော်တော်လည်းကဲတယ်နော်ရီရီကိုရီရီနဲ့နားတွေကိုညှိသွားတာပဲ ချစ်စခင်စားဆိုဒီလိုပဲကွာ ဆရာစိတ်ဘွားလေဗျာသူတို့သား24နှစ်ဒီမှာအာသုဘလာချမယ်ဘယ်လိုလုပ်ပြီးချစ်စခင်စားဖြစ်မှာ အဲ့ဒါကြောင့်မင်းဒုတိယသူ့ဘာရာစာဖြစ်နေတာဒုတိယ तू ကလည်းဒုတိယချစ်စခင်စားပထမ24နှစ်အုပ်စုကပြီးသွားတာဒုတိယငယ်ကလေးသေးလို့အုတ်ကူလာအလားအထက်ကအနီနဲ့ဘော်လီကအနဲ့အဲ့ကောင်မလေးကြည့်ရတာဟိုအဖိုးကြီးကိုပြုတ်စားမှာအဲ့ဖိုးရလည်းကြည်နေမျက်လုံးကလှုပ်တုတ်တုတ်ကြောင်ကြီးကြောင်တော့ရိုးရိုးကြောင်နေငင်းကြောင်ခိုးတဲ့ကြောင်တခိုးကြီး ဆရာစိတ်ဘွားလေဗျာသူများသားသမီးမူကျိုးမြချိုးနေ ပူကျိုးမြချိုးပြောငါအတဲ့ပြောတာကုစုသားစီလို့အုပ်လာတယ်ဒီလူရဲ့ဝန်းထဲတစ်ချက်မှမပေါ့ကိုကိုကြီးလို့ကဲ ကဲဗျာဟိုအဲ့ဒါထားပါအခုလောဆယ်အုတ်ကူအပ်သွားတဲ့အတွက်ဟိုငွေရအစိတ်တောင်ရတယ်လေဟိုတပည့်အိုးလိုက်အောင်ဘလောက်ဂုံပြုတ်မလဲ မင်းကလည်းအတားအနေဂုံပြူပဲခံနေတယ်တလောတော့မင်းကဂုံပြူတာငါမမေ့သေးဘူးငါမေ့တော့မင်းဂုံပြူပြောပြီကွာ အဲ့ဒါမေးလိုက်တော့လေဆရာစိတ်ဘွားဘလောက်ကြာပြီလဲအောင် ငါတခုခုအကြာကြီးသတိရနေတတ်တယ်မင်းမြန်မေးစီငါလက်ဖေးခွတ်တက် ဟာအဲ့ဒါဆိုဘာထူးမှလဲဆရာစိတ်ဘွားအကျုပ်ကလက်ဖေးတိုက်ပြီးတော့မှမဟုတ်ဗျာအကျုပ်ကြီးပဲတိုက်နေရတော့မှာပဲကဲဒီမှာအဲ့ဒီအုတ်ကူကိစ္စကျုပ်ဘာလို့ပြရမပြော ဟေးရောက်နေကြယူပါခုလို့โอเคရဲ့ပြီးလိုက်မြည်ရဲ့လဲတော့ ပြီးလည်းမြေရောအုတ်ခဲရောတဲရောဒီနှစ်ချက်နဲ့လောက်မလားဗျ ဟောမလောက်တော့လေအကျွေးယူဟောကွာ ဟောလာပြပြီဒီအကျွေးရ ဟောခင်ဗျားတို့တေလို့ရှိရင်စိတ်ဖွားကြီးကအဲ့ဒီအကျွေးနဲ့နှိမ်မယ်လို့ပြောယူတာချတယ်မကွာ အရိုက်ပါခံအောင်ပါလား ရှင်လေတကယ်ချင်းရဲ့တော့လည်းကိုကျွေးတော့ကဖြစ်နေရတယ်တကယ်ချင်းလည်းကိုတိုင်းအတွက်အကောင်းဆုံးကုစုကောင်းမှုတွေလုပ်ခဲ့ပြီးပြီပဲဖြစ်သိမှာနော် ဘယ်လိုမှဖြစ်သေးရနိုင်မှာလဲတင်တင်ရဲ့ငါကိုတိုင်းကိုတိတ်ချစ်တာကိုတိုင်းကိုနှွေးဘဝရဘယ်တော့မှဆွဲမထုတ်ရဘူးကိုတိုင်းရနှွေးနာမှာအမြဲရှိနေ ငါကကိုတိုင်းကိုတိတ်ချစ်တယ်ဆိုရင်ကိုတိုင်းယောဂဆောက်ဖြစ်တယ်ကဘာလို့သတိမထားမိတာလဲ ကိုတိုင်းရဘာယောဂဖြစ်လို့လဲတင်တင်ရဲ့ ခုလူရဲ့နဲ့တော့ရီရောကပြောတော့သူနမိုးနီးယားဝင်လို့ဆုံးသွားတာဆို မဟုတ်အဲ့အိလုံးဝမဟုတ်ဖြစ်မှန်နေအားလုံးတင်တင်သိအောင်လည်းရှင်းပြမယ်ဦးလူအေးကကိုတိုင်းအေးရဲ့အဖေအရင်မဟုတ်ကိုတိုင်းအေးရဲ့အဖေကပြည့်စည်ယူပါတဲ့လက်စားလို့ထောင်ကြရဲ့ဦးလူအေးနဲ့ပြည့်စည်ယူပါတဲ့ကထောင်ထဲမှာတွေ့ကြဥပဒေကသူ့တေကန်ဒီမှာသူ့သားနဲ့သူ့မိန်းမကိုဆောက်ရှောက်ပါလို့ဦးလူအေးရဲ့လက်ထဲကိုအပ်ခဲ့တယ်အဲ့အချိန်မြတ်ဆိုင်ကိုတိုင်းရအမြဲစိတ်အားငယ်နေတယ်သူ့အမေဆုံးသွားအောင်လေဦးလူအေးကရီရီဆိုရင်မိန်းမကိုထိတ်အဲ့ရီရီကသူ့အမေပိုင်တဲ့အမွေပစ္စည်းအားလုံးသူ့တယောက်နဲ့အပိုင်စီးဖြစ်တယ်ဒါနဲ့မကသေးဘူးနွယ်နဲ့ကိုတိုင်းအေးကိုတော့ရီကလုံးဝသဘောမတူအဲ့ဒီညလည်းနွယ်ကိုတော့ရီဘက်ရစရာဘူးမရှိဘူးအဲ့ဒါနဲ့ကိုတိုင်းအေးလည်းစိတ်ညစ်ပြီးနွယ်နဲ့မပေါင်းရမယ်သူ့ကိုယ်သူအဆုံးစီမယ်လို့ခဏခဏပြောတယ်အခုကိုတိုင်းဆုံးလာတယ်သူ့ကြောင့်အစိတ်တောက်တည်သွားဖြစ်မှာ သူကဘယ်လိုပြောတော့ယောဂဖြစ်ပြီးဆုံးသွားတာဆို ဦးလူရင်းနဲ့တော့ရေးကသူတို့ပယောဂပါမှာဆိုလူရလုံးကြံနေနေတာကိုသိတယ်။ကြားရနေစားဖြစ်ခဲ့ကိုတိုင်းရေးလာပြီကွာကဲချလာပြီကဲလုံးဘာလို့တယ်မင်းတို့ 哦，ရှင်တို့ကျမအောက်ကိုပဲအထား
တာလေကျမတောင်းတယ် ဟောဒါခေါင်းနဲ့ကျုပ်တို့လောက်ပါကျုပ်တို့သူ့ဘာရတယ်လို့ဖေးသားမှာမင်းတို့လေးနေပါမယ် ဘလို့ပါဘူးဗျာခင်ဗျားတို့ကိုပဲအထားတာခေါင်းမစားကျွတ်တော့ကတော့ကျွတ်လောက်ပါမယ်ဗျာကဲသွားပါ ဟောဒီကအလကတဲပေးမယ်ဥစားပတ်စံမယူဘူး ဘလို့ဗျာဘလို့ဘာမှမလုပ်ဘူးသွားပါဗျာခင်ဗျားတို့ကတော့လောက်ပါဗျာသွားပါသွားပါ ဟောဒီကစေနာနဲ့တဲပေးကဲလို့ တန်မဟုတ်ဗျာလောက်ကြိုက်တာလို့ ဆရာစီဝါတော့ကြည့်မနေသမ်းပါနဲ့ဗျာဒီလောက်ကြီးကျယ်တဲ့ဟာသူတို့တိုင်းနဲ့သူတို့ကဖြစ်ချင်တာဖြစ်ပြီးလွတ်ထားတယ် မလို့တတ်မကင်တဲ့နဲ့အမားယူနေဖြစ်မှာဆိုငါဘာလို့ဝင်းကောင်းနေကြည့်နေတာ ဖေလို့ကြောက်နည်းနည်းကောင်းမှတော့ဆောက်ပြီတော့ ဟုတ်ပြီ လေစားလေဒီဆိုလိုက်လေစားလေဒီဆိုလိုက်ကိုပဲပေါ်လေ ကိုဘာပဲယူရဲ သူဘာသာလေ ဘာ ခုပဲလို့ရပြီ ဒီလာမယ် လာမယ်ဆိုလည်းခုလာလေဗျာ ကိုကျမသားလေးကိုပိတ်ပေးပါ ဟုတ်ကျွန်တော်ဒီချာပြေးလိုက်မှာစိတ်ချလက်ဆက် အော်မလုပ်နဲ့ကျမတို့ရှိမှာပဲပိတ်တော့ကြောင့်ရှင်တို့ရင်ခေါင်းလေးဟိုဝါယူဒီဟာယူနဲ့ ဒီအဲ့ဆိုနေတော့ဒါစီဟုတ် ပိတ်စမ်းပါမြင်မြန် အဲ့ဒါညပါလေလို့လေဒီမြန်ပြီးတော့ မြင်မြန်ပိတ်ပါဗျာမြင်မြန်ပိတ်ပါ အားလုံးစင်ပြေပါတယ်မောင်မြကြီးမမယူဘူးမှတော့မရှင်းမိလိုက်ဘူးဘလို့လဲမမကြီးကျန်ပိုက်နေမလား ဟီဟိုဒါလေးကိုစီးသူဖို့တွေသွားပြောအောင်လေ တော့လေကိုကြီးစနေလိုက်ကားပွားဆောင်လေရီလိုက်ခဲ့မယ်တော့လေမောင်မြကြီးအစင်ပြေချင်းရောက်နေပြီနော်မမကြီးအားလုံးစိတ်ချမယ်ဒါပဲနော် ဆရာလေးကွာဟိုမှာတိုင်းအုပ်ကူနာမလေးကောင်မလေးတယောက်ပန်းစည်းလေးနဲ့လမ်းငုံနေတယ်ဗျာ ဟာဘူးလားကွာတင်းချိုင်းနဲ့ငူရဆန်းသလားကွာတင်းချိုင်းနဲ့ငူရနဲ့မိတ်ဖက်တင်းချိုင်းနဲ့မလားအော်ကြီးနေမှဒါဆန်းတာ မဟုတ်ဘူးလေဆရာလေးကွာလေအဲ့ကောင်မလေးကိုကြည့်ရတာစမ်းနေသူ့ကိုကျုပ်ကြည့်နေတာကြားလာဟိုတိုင်းအားသူကချတဲ့နေရာလေးသူ့ကိုကျုပ်တွေ့လိုက်တယ် ဟာဦးလားမင်းလည်းကွာဆက်ဆက်စုစုဘယ်တော့သွားချောင်းနေတာတော့အဲ့ဒါလေး ချောင်းတာမဟုတ်ပါဘူးဆရာစိတ်ကွာရဲ့အဲ့နေရာဆရာစိတ်ကွာဟိုကိုတို့ပက်ကြည့်လို့နဲ့အလုပ်တွေရှုပ်နေတယ်လေဟိုကူပိတ်နေတော့ကျုပ်ကအဲ့ဒါသူ့ကိုတွေ့လိုက်တာသူ့ကမြလေးဟိုတိုင်းကူနာလည်းမလာရဲဘူးဗျအဝေးရနေတယောက်တည်းကြိတ်ပြီးငိုနေရှာတနာပါတယ်ဗျ ဟုတ်လားတနာပတ်တော့ပြီးတာမဟုတ်ကဲမင်းကြတော့တနာတော့ ဆရာစိတ်ကွာဟိုဒီကောင်မလေးကိုကြည့်ရတာတော်တော်လေးကိုခံစားနေရတဲ့ပုံဗျတိုင်းရှိတာလားမသိဘူးတော်တော်ကြေကွဲနေပုံရတယ် အဲ့ဒါအချစ်ကြောင့်ဖြစ်တာလေမချစ်တာကောင်းချစ်ရင်အဲ့လိုဒုက္ခဖြစ်တယ်စိတ်ဒုက္ခဖြစ်တယ်မချစ်တာကောင်း ဆရာစိတ်ကွာအချစ်အကြောင်းနေအဲ့လောက်ပြောနေမိမကြဘာလို့မယူလဲကဲပြောကျုပ်ကိုပြော
မတော်တဲ့အုတ်ထုတ်ကိုစောင်းတာထဲမစောင်းတာပိုကောင်းတယ်ကွာအဲ့ဒီသဘောဦးလန်ကြီး ညီကြောင့်ငါသားလေးသိရတာညီတိတိလာပြီးဒုက္ခပေးနေတော့မေလား မဟုတ်ပါဘူးမမကြီးနဲ့ကိုတိုင်းအောင်ဒုက္ခပေးဖို့လာမဟုတ်ပါဘူး အဲ့ဆမ်းပြီကွာတင်းချမ်းနဲ့ညီသက်ရှိရမအော်ကြီးကြီးရပြည့်အဲ့ဆမ်းတယ်ပါလေကြည်လား အိုးငါမသိဝေးညီတိနေရတာအခုချိန်ထွက်သွားညီမငါမမြင်ချင်ဘူး မဲမတော်မရစေမမကြီး ညီမတော်အောင်လားတော်မှာလားဟောညီမတော်အောင်လားတော်မှာလား ဒီထားပါဦး နေစမ်းမှာကိုကိုရဲ့ညီမတော်အောင်လားမမလောက်တိုက်တာလို့လက်ကိုတိုင်းတော့လုံးဝမတော်နိုင်ဘူး အေးဆေးပြောနေတာကွယ်ဒီကနေပြီးတော့အများဆုံးထွက်သွားလိုက်စမ်းပါ မတော်မရစေနဲ့မဲကိုတိုင်းနာမဲဦးမတော်မရစေနဲ့ရှိကိုပြီးတောင်းမှာပါရှင် မလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ဟိုအဲ့လိုမျိုးစိတ်လိုက်မှာမလုပ်ပါနဲ့မကြီးကျုပ်တောင်းပါပါလေနော် နေစမ်းပါဦးမင်းကဘာကောင်းလဲ ဟိုကျုပ်ဘာမှမဟုတ်ပါဘူးဒီတင်းချိုင်းကသူ့ဘာရတာပါ မင်းကဘာကိစ္စနဲ့ဘာဆိုင်လို့တောင်းမှရတာလဲ ဟိုဆိုင်တော့မဆိုင်ဘူးပေါ့ဗျာဟိုဒါမဲ့ခြေလုံးလက်လုံးနေဖြစ်ကုန်ပါဆိုလို့ကျုပ်ကြားထဲကနေတောင်းမှတာမလုပ်ပါနဲ့ဗျာနော် ရှင်ဒီပြီးရသူ့ဘာရစားမလား ဟုတ်ပါတယ် ဒီကောင်မလေးမျက်နှာကိုကျမမမြင်ချင်ဘူးအခုခေါ်သွား ဟောခေါ်တော့ကွာဟုတ်ကဲ့ပါမင်းကလေးဟိုမင်းကလေးကိုလေဟိုသူတို့ကဒီနားမှာမမြင်ချင်ဘူးတဲ့ဟိုအပြင်ထွက်ပေးလိုက်ပါမင်းကလေးနော်ဟိုတင်းချိုင်းဝါရောက်တဲ့ဒီကျုပ်လိုက်ပို့ပေးပါမယ်နော်ဒါမှမင်းကလေးလာပါ သူပါစား ဗျာ မင်းကိုခေါ်တာမဟုတ်ဘူးဟိုမှာထိုင်းနေနောက်တော့ကိုခေါ်တာ ဟောဟုတ်ကဲ့လာမင်းကလေးလာ ကဲသူပါစားဒီလိုလားဆဲတော့မလို့ ကဲဆို အုတ်ကိုဆဲသွေးဖို့လေခင်ဗျားတို့ပြောတော့လှလှပပလေးလှုပ်ပေးပါမယ်ဗာမယ်ဆိုပြီးတော့အခုအုတ်ကိုအကျန်းကြီးပါလား တဆင့်ချင်းလောက်ရတယ်မချောက်သေးဘူးမနာမည်ကပ်ဖို့တော့ရှိသေးတယ်ဒါတော့ဒီမှာဆေးကိုအကျန်းတုတ်ထားတာခင်ဗျားအတုံးကအုတ်ကူဘုတ်လှုပ်ဖို့ပဲလေဆေးတုတ်ဖို့မပါဘူး ကဲအဲ့ဆိုအခုပတ်စံထုတ်ပေးမယ်လုပ်ပေးမလားမလုပ်ပေးဘူးလားဒါပြော ခဏတော့နားအောင်မလန်ချသမားတယောက်ကယောဂနဲ့ဆုံးသွားတာသူ့စောစီးစီးမြေမမြုပ်ယောဂကူးမှဆိုလို့အခုပဲမြုပ်ပြီးခဏနားအောင်ခဏနေပြီးလှုပ်ပါဦး ဟောအဲ့လန်ချသမားကိစ္စများရေးတူလုပ်ပြီးပြောနေသေးတယ် ဟာရေးတူလို့ရမယ် तू လဲလူပဲလေတင်အားလုံးတင်ညက်ရောက်မှာခင်ဗျားတို့လည်းတူတူပဲ ဖွင့်လွတ်ပါစေဖွင့်ပါစေခင်ဗျားဘာတွေရှောက်ပြောနေရလဲကြောက်အဲ့မှာပတ်စံအုတ်ကိုလှလှပပသာဆဲတုပ်ပေးကြီးဘာပြောဦးလဲ မပြောကြမရှိဘူးကိုပြောပြမှာပြီးပြီ ခုနလေးမှမြေခွက်ကလေးအားနေတယ်အုတ်ကအမွာလေးလုံလာဈေးလျှော့ပြီး ဖေးနမမရှိနေမှာခင်ဗျားဘာတွေရှောက်ပြောနေရလဲဘာတွေရှောက်ပြောနေတာလဲ ဒါပါကိုရဲ့တော့မလား ဟုတ်တယ်ကြီးလား ဈေးလျှော့ပေးမယ်အဲ့မပက်ကြီးဆရာသေးပါ ဟာမင်းကလေးဘယ်လိုပြန်ပါလာလဲ ပြန်ပါလာတာမဟုတ်ဘူးဆရာသေးကွာကြီးတနာလို့တမင်ပြန်ခေါ်လာတာဟိုသူ့နာမည်ကဟိုမတ်ရင်နွယ်တဲ့ဟိုကျုပ်ပြောတဲ့အတိုင်းပဲမောင်တိုင်းတွေကတမီးသားသူတို့နှစ်ယောက်ကိုသူတို့မိဘတွေကခွဲထားလို့မောင်တိုင်းကတော့အစိတ်တောက်ပြီးသွားပြီ ဟာဒီကောင်တော်တော်ပြောတယ်ကောင်သူယူခြင်းနဲ့မိမမရတာနဲ့အစိတ်တောက်သေးရတယ်လို့ဒါမကြံကောင်းဘူးကွာကဲကလေးမညီတို့ကိုဘာကြောင့်သဘောမတူတာလဲ ငါကလေးကိုစားပြပေးရတဲ့အကြောင်းဆရာမပါရှင်ကိုတိုင်းရဲ့မိဘရဲ့အရန်ချမ်းသာကြတယ်ကိုတိုင်းရဲ့ဖေဦးလူအေးကစံဆက်စီဆက်ဒီပိုင်တဲ့ပိုင်ရှင်တယောက်ပေါ့ ဟေးနေ ကျုပ်တထင်းလားဗျအိုလီဗာတန်းအေးတဲ့ကျုပ်ဖေကစီဆက်ဆန်ဆက်တွေအများကြီးပိုင်တယ်ဥလူပဲ ကဲဟဲဆက်ပြော ဦးလူရဲ့နဲ့ပါလာတဲ့မိန်းမဦးလူအေးရဲ့နောက်မိန်းမပါကျမကိုတိုင်းကိုပြောပါတယ်သူအချမ်းသာလို့ချစ်တာမဟုတ်ပါဘူးကျမတကယ်ချစ်တာပါကျမနဲ့သူနဲ့အိမ်အောင်ကြရဲ့ခါကြရင်လေမိဘစီအမွေလုံးဝယူမလာပါနဲ့ကျမစားတင်ပြီးရှာကျွေးပါမယ်လို့ကျမအမြင်ပြောပါရဲ့ရှင် ဟုတ်ပြီကဲအဲ့တော့ငါတို့ကဘာလုပ်ရအောင် ကိုတိုင်းရဆုံးရရဲ့ဆိုတော့တတိမဲကြားလိုက်ရတယ်မမြင်လိုက်ရဘူးအဲ့ရကျမကိုတိုင်းရဲ့မျက်နှာမြင်ချင်တယ် ဟာဟိုမရင်နွယ်အမိခုနပြောတော့ဟိုအားရအောင်ငိုရရင်ကျင်တတ်ပါပြီဆိုအခုဘယ်လိုဖြစ်တာလဲဟာဆရာသေးကလို့ဟာမြင်ချင်းနေဆိုရင်ဒီအုတ်ကူကြီးကိုဖွင့်ခေါင်းကိုလှမ်းပြအဲ့ဒါမှညနာကြည့်လို့ရမယ်ညီကြည့်ရလို့လားကဲအဲ့လိုကြည့်ရတဲ့ဆိုရင်
ဒီချိန်ရတော့မကောင်းတော့ကြရင်အုပ်ဘူးခွင့်ဘေးကတောင်တင်မြောက်တင်ထင်မယ်ညီအဲ့လောက်တောင်ကြည့်ရဲဆိုတင်းညံည12နာရီလာရဲ့ ဟာဆရာစိတ်ကဘလို့ မင်းမသိပါဘူးနေစားကဲကောင်းပါလေ ဦးလေးတကယ်ပြောရနော် အေးညီ12နာရီညီတယောက်ထက်လာမှာနော်အဖော်တွေပဲခေါ်မလားညီလာရဲလား ဟုတ်ကဲ့ တကယ်နော်ကဲသွားတော့ ဆရာစိတ်ကဘလို့လုပ်လိုက်တာလဲဗျာ ဟာဘယ်လိုလုပ်လဲည7နာရီလာခဲ့လို့ငါပြောလိုက်တာဗော ဟောအတိတ်ပဲမရှိလိုက်တာဆရာစိတ်ဘွားရဲ့မန့်ရင်တွေကမိန်းကလေးဗျမိန်းကလေးတယောက်ကိုညကြီး7နာရီဒီလိုနေရာမျိုးကိုချိန်ရလားဆရာစိတ်ဘွားရီရီရတာလုံးမယ်တော့မကြံနဲ့နော်ကျုံနဲ့အရင်ဆုံးပြဿနာဖြစ်သွားမယ် ဟုတ်လားမင်းကငါလေးစားတော့ပြီကွာယောက်ျားတယောက်အဲ့ဒီစိတ်ရှိရမယ်ဒါပဲဓမ္မချင်းစာနာစိတ်ထားတယ်ငါဘယ်လိုလုပ်မလဲဒီကောင်လေးကိုသူတကယ်ချစ်သလားငါသိကျင်လို့စမ်းတက်လိုက်တာ7နာရီပဲလာပါစေကွာဟေးကောအိုလာဗျာဟာလေကွာတဆန်းတယ် မျောနေ ဘာလို့လဲ ဘာအောင်မျောမှာလဲမန့်ရင်တွေဘောဆရာစိတ်ဘွားဆရာစိတ်ဘွားဘာကြီးရလဲ မင်းတော့ယူရကောင်းလေကွာ ဟာဘာအောင်ယူတာလဲဆရာစိတ်ဘွားဆရာစိတ်ဘွားပဲမန့်ရင်တွေကိုည7နာရီတိတိလာခဲ့ဖို့ချိန်လာတယ်လေအဲ့ဒါကျုပ်ကမျောနေတာဘာအောင်ယူတာဟာကြီးပြန်ပြီဗျာ မင်းလေတတင်းရဲ့ကောင်းပါလေကွာဒီတင်းရဲ့နေဒီအချိန်လာမလားမင်းကောင်းပါလေမလာပါဘူး ကျုပ်ကတော့အဲ့လိုမထင်ဘူးဗျမန့်ရင်တွေကပြောရင်ပြောတဲ့အတိုင်းလုပ်မဲ့ရုပ်သူ့ပုံစံလာမဲ့ပုံကြည့်လို့ဆရာစိတ်ဘွား ကဲအဲ့ဒါဆိုလည်းမင်းမတော့ဟေး ဒီမှာရှင်ဒီမှာ ဟာဟေးတရေတယ် ဟောတရေမဟုတ်ဘူးဟိုမှာလာပြီပြောလို့မှမသုံးဘူးလာပြီဘယ်နဲ့ကြည့်လား ဟာဦးလားဒီဟာမင်းတော်သွားပြီမင်းကလည်းပိနေပုံပြမယ် ဂုံပြတာနောက်ထားဟိုမတ်တက်ကြီးခေါ်လိုက်ဟုတ်ခုံမူ လေးမလေးလားလာဒီကလာနော် ဦးလေးကိုလာခဲ့ပါမယ်လို့ကျမပြောထားတာပဲ မကြောက်လား ကျမဘာကိုကြောက်မှာလဲလူကိုလားတရေကိုလား ကလည်းကုစုံဘော ကျမငယ်ငယ်လေးကတရေလုံးဝမကြောက်တယ်လူတွေကနည်းနည်းကြောက်တယ် အခုဒီမှာလူကြီးเนี่ยညမင်းကလေးတယောက်တို့ဒီယောက်ျားနှစ်ယောက်ကညီကိုမဟာရလုံးကြီးမကြောက်ဘူး အဲ့ဒါကျမစဉ်းစားထားပြီးသားပါကျမကိုကျမကာဝယ်ဖို့လည်းအဆင်သင့်မယ်ဒီမှာတွေ့လားရှင်တို့ကျမကိုမဟာရကြံစီမယ်ဆိုလို့ရှင်တို့အရင်ဆုံးဓာတ်နဲ့ထိုးတတ်မယ်ရှင်တို့ထိုးတတ်လို့မရဘူးဆိုကျမကိုကျမဓာတ်နဲ့ထိုးတတ်ပြီးအဆုံးစီရင်လိုက်မယ်ကျမပြောရှင်းတယ်နော် ဟဲ့ဟုတ်လားစိတ်ကတော့အားကားပဲကဲ तू ကသူ့ဂတိအတိုင်းည7နာရီမှာရောက်လာပြီငါတို့ကလည်းငါတို့ဂတိတရားကဲလုပ်ငန်းလေးစကြအောင်အဲ့တိတ်မင်းနဲ့ညီငိုလို့လည်းကောင်းလေးရမ်းရှင်လာမှာမဟုတ်ဘူးကိုလာအေးငါတက်မှာကွာငါလုပ်တဲ့ဖူကိုငါပြန်ဖောက်ရတယ်လို့ဒါပထမဆုံးအဲ့ဒါညီဒီကလေးပေါ်မှာထားတယ်မြေတံတရားကိုငါလေးစားလို့ဟာဘာလဲအပြောမှာပဲတအားပုံငိုးနေပြီတို့ကြတက်သွားအောင်မယ်ဝါလာကွာရောလို့အဲ့ဒါငါ့ကိုပိတ်ပြီးငါရပါလားကူလေ ဟောဆရာစိတ်ဘွားလေဟိုဆရာစိတ်ဘွားသင်ပေးရလို့ကျုပ်ကဟိုကူပိတ်တဲ့ပညာပဲတတ်တာလေဟိုကူကြမဖွင့်တတ်ဘူးဗျာ ကိုဝင်းပညာကိုခုကမင်းတင်နေစင်း ကူပညာယူနေတာ ကိုကြည့်ဦးရင်ကလို့
လာတာရတော့ဖြစ်ပြီဘွေမှလည်းထားတော့ကြာပြီဆိုတော့ပုတ်တော့ပြီနာဖွင့်လိုက်ရုပ်ရည်မြဖြစ်မှာနော်ဒီကြည့်ရဲလို့လည်းတေချာစဉ်းစားအောင်ဘာစဉ်းစားရမလို့ပါဘူးရှင်ကျမကြည့်ရဲပါရဲ့ဒီနေ့တော့လည်းမြင်ချင်ကျမဝါနေအောင်ရေးပြီးဆုံးသွားခဲ့ပြီပဲကျမကြည့်ရဲပါရဲ့ရှင်ကျမကြည့်ရဲပါရဲ့အာကမြစ်တာရှိအာကတတိခဲခေါင်းဆွဲထုတ်တဲ့ပညာတော့မင်းတက်လောက်ပါရဲ့နော်ဒီလိုလာစို့တန်ဟောက်တက်စိန်ခေါ်တာကွာဟာထွေးစိတ်ဘွားသူ့ဘာရတာတက်တမ်းမှာဒီလိုအလောင်းမပါဘဲနဲ့ခေါင်းကျမမေ့ကြနောက်ဆော်ကားဟုတ်တယ်နောက်စိန်ခေါ်တာကျမနောက်တော့ပြပြလာဘူးစိတ်ပါရောကျမကူညီပါဦးရှင်ကူညီမယ်တန်ဟောက်တက်စိန်ခေါ်တာဒီကောင်ဒီထဲမှာမရှိဘူးဆိုရင်အပြင်လောကမှာတန်အေးအသက်ချင်းရရှိကိုရှိရမယ်ညီတို့နှစ်ယောက်ငါပေးစားမယ်ငါလိုက်ရှာပြီးတော့နင်းကိုပေးစားစိတ်ချဦးဆိုင်ပါလည်းပြောရနော်ငါဘာမှလိန်နာရင်ညာတာတွေမရှိဘူးငါမတရားတာမကြိုက်ဘူးတန်ကောက်တက်လောက်တာစိတ်ခေါ်လာတွေ့ပြီဟဲ့စိတ်ခွာနေတော့တွေ့ပြီစိတ်ချဟဲ့ကောင်ဗျာတိုက်ကိုလိုက်ဘယ်လိုက်ဖို့ရမှာလဲလာချကိဘောဝီလိုက်ပါတဲ့你帮不帮စိတ်ချလက်ချပြန်တော့ဒီကောင်မင်းတက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့သွားတော့မိုင်းလာရမိုးလေးချုံကလာပါဗျာနော်ဒီနာဟေ့ဒီချလဲပို့လိုက်နော်ဟုတ်ကဲ့ငါချာယူပြန်ပိတ်ရအောင်မယ်ကဲငိုပါနဲ့တော့မရင်တော့ရေဒီကိစ္စတွေကတကယ်မဟုတ်ဘူးဆိုတာမရင်တော့လေအခုသိနေပြီပဲတိတ်ပါဗျာမငိုပါနဲ့တော့ခမည်းလို့မိန်းကလေးမျိုးတော့ကျုပ်ဒီတစ်ခါပဲတွေ့ဘူးသေးတယ်ခမည်းကိုတန်းရေးဆိုရလို့တော်တော်ချစ်တာပဲနော်ဟုတ်စိတ်မဆိုးပါနဲ့ဗျာစိတ်မဆိုးပါနဲ့ကျုပ်ကလေဘိုင်ညာလို့ပြောတာမဟုတ်ပါဘူးပါဇာတဲ့လွတ်ခနဲ့ထွက်သွားတာပါစကားပြောလို့သွားလို့စိတ်မရှိနဲ့နော်ရပါရဲ့ဟောရကိုနာမည်ကျွန်တော်အိုလန်ပါကိုအိုလန်ကျမလည်းကိုတိုင်းအရင်ချစ်တယ်ကျမအသက်ထက်ကိုပိုပြီးတော့သူ့ကိုချစ်တယ်ရှင်ရှုံးပါလေဗျာမရင်တွေရဲ့လှုပ်ရတဲ့စိတ်ဓာတ်ကိုကြည့်ကြရမရင်တွေကိုတန်းရေးကိုဘယ်လောက်ထိချစ်တယ်ဘယ်လောက်ထိမြတ်နိုးတယ်ဘယ်လောက်ထိတန်ရောစင်ကြည့်တယ်ဆိုတော့ချုပ်ရှုံးပါတယ်ဘာမရင်တွေအဲ့ကိုတန်းအေးကမရင်တွေနဲ့မတွေ့တာဘယ်လောက်ကြာလဲကိုတိုင်းမဆုံးရင်မဟုတ်ဆုံးသွားရဲဆိုတဲ့ဒီမကြခင်3-4ရက်လို့လောက်ပြန်မတွေ့ဖြစ်တော့လားရှင်။ဟုတ်ပြီဗျာ။မင်းတို့ကိုတန်းအေးကမဆုံးခင်အဲ့တရင်မကြခင်ပေါ့ဗျာ။ तू ဘယ်မှနေတာလဲ။ဦးလူအေးတို့နဲ့ပဲအတူတူနေတာလား။ဟမ်ရှင်မင်းများထူလာ ਈ လား။စီအိုင်လေးရလား။ပလိတ်သွားလို့ပါလားရှင်။မဟုတ်ပါဘူး။ကျုပ်က CID ကလည်းမဟုတ်ဘူး။ပလိတ်လည်းမလုပ်ပြရသေးနဲ့ဗျာ။ကျုပ်ကလေဆရာစိတ်ဘွားရဲ့တပည့်လက်ထောက်သူ့ဘာရစာအိုလန်ပါဒီကိစ္စကိုကျုပ်စိတ်ဝင်စားလို့သိကျင်တော့မေးတာပါဗျာသူကဘာမှနေတာလဲသူနဲ့တူနေတာဒါပေမဲ့ကိုတန်းရတစ်လမှာရက်30ရှိရဆိုရင်30ရက်လောက်ကအိမ်မကပ်ဘူးရှင်ရောက်ရပေါက်ရနေရရှောက်သွားပြီသူပြောလို့နေရပါရှင်ဒီလောက်စီးမဲ့ကမ်းမဲ့နိုင်တဲ့လူများဗျာမရင်တွေကဘာကိစ္စဒီလောက်တောင်ချစ်စိတ်မရှိပါနဲ့ဗျာကျုပ်စကားပြောလောသွားပြန်ပြီမင်းတို့ကိုရှိမှလန်ချားကြီးဗျာလန်ချားကြီးလည်းအများကြီးရှိတယ်မင်းတွေဒီကပဲသွားလိုက်တော့နော်ကျုပ်မလိုက်တော့ဘူးကျုပ်ကဒီပုံစံကြီးနဲ့မင်းတွေနဲ့အတူတူလိုက်လာလို့ရှိရင်လန်ချားကလားတွေကတမျိုးတမီထင်းနေမှာဆိုလို့ပါ
ဟိုကျုပ်တရားနေစောင့်ကြည့်နေမယ်မင်းနဲ့တွားလိုက်တွားရတယ်မလား သွားရပါရဲ့ကျေးဇူးတင်ပါတယ်ကို ဟိုအိုးလမ်းမှာအိုးလမ်းမှာ ကိုလည်းသွားရမယ်နော် ဟုတ်ကဲ့ပါဆရာစေဝါရဲ့မောလိုက်တာဗျာမောလိုက်တာဟုတ်လားဗျာကလေးမလေးကိုမင်းသေးသေးချာချာပို့ခဲ့ရလားပို့ခဲ့တယ်ဆရာစေဝါပြောတဲ့အတိုင်းပဲလန်ချာဂိတ်ရောက်တဲ့အထိကိုပို့ပေးခဲ့တယ်စိတ်ချဆရာစေဝါကိုပြေးတော့ပြန်လိုက်ငါ special ပဲကွာအုပ်ဘူးလောက်ကကဲမရင်တော့ဂိတ်ကလည်းပြီးသွားပြီဆိုတော့ဆရာစေဝါနင်းလည်းနေလာအိတ်တော့ဗျာအိတ်တော့ကျုပ်လည်းအိတ်တော့မယ်ဟဲ့ဟုတ်လားငါမကျေနပ်ဘူးဖြစ်နေတယ်ဟောဘာမကျေနပ်လဲငါသူ့ဘာရောက်စားလုံးနေကြာပြီသင်ချိုင်းမှာခေါင်းနဲ့အလောင်းမပါပဲအသူ့ဘာချတယ်ဒီတစ်ခါပဲကြုံတယ်အဲ့ဒါငါ့ကိုတက်ရန်စတာပဲအဲ့ဒါငါရောက်ခေါ်ပဲမဟုတ်သေးပါဘူးဆရာစေကွာရေဟိုသူတို့ပါမပါပါလေမဟုတ်သေးပါဘူးမဟုတ်ဘူးဒါငါ့ကိုစော်ကားတာငါသူ့ဘာရောက်စားလုံးနေကြာဒါတက်လောက်တာပဲကွာဘယ်နဲ့ခေါင်းနဲ့မှာလောင်းဒါငါရအောင်ကိုဖော်မယ်ကွာအဲ့ဒီကိစ္စကိုဟာငါပလိတော့တယ်ပါလေပါလေဟိုမှာကားလေးဘာလာလို့ဒီချင်းယူသင်ချိုင်းနဲ့ဟိုမှာကောင်းပါဘာလဲမသိဘူးပြစ်ချပါလေမှန်ဘာလဲဟာငါမရဘူးငါတက်ကြည့်မင်းလူငယ်မျက်စိကြည့်ဟာဒီလောက်မောင်မဲတာကျုပ်လည်းဘယ်လိုလုပ်မြင်ပါလဲအဲ့ဒါတော့ကြည့်ပါလို့ပြချင်းသင်ချိုင်းဟာကျုပ်ဆောင်လေဟာဆရာလေးကကျုပ်လည်းစောက်ပါဦးဗျာဟာဟဲ့အိုလန်အလောင်းကွာဗျာအလောင်းဟုတ်လို့လားဆရာစိတ်ပွားရေဟိုဒီကိုရင်ကြည့်ရတာမူးပြီးတော့မလဲနေလားမသိဘူးကောင်းပါဒီမှာသွေးတွေဒါထွက်ဒါနဲ့ထိုးလာလားတနက်နဲ့ပြစ်တာတခုခုဒုက္ခပဲဗျာဒီညဟာဆရာစိတ်ပွားအရင်မခိုင်နဲ့လေဟာဘာလို့ရှောက်လုံတာလဲတဲလုံသားတွေပြက်ကုန်မယ်ဟိုလားမစီယာဒီမှာပလိတ်သွားလို့ပါဟုတ်ပါဘူးဆရာစိတ်ပွားဟိုကျုပ်ကလည်းကြားဘူးနားမှရှိရလေပြောတာပါဒီတော့ကြီးကနင်းဖက်ပါလက်ထိတ်ကလေးနေရုပ်တယ်ဒီရောထိုးတယ်တော့ဆရာစိတ်ဘွားတော့လုပ်ပြီဗျာသေတဲ့မသာသွားပြီးတော့တရောသမားနှဲသမားတတ်မှတ်နေပြန်ပါပြီဆရာစိတ်ဘွားဘယ်လိုလုပ်သိလဲဒီမှာလက်ထိတ်ဒီမာရုပ်တယ်ဟဲ့ဆရာစိတ်ဘွားလည်းလက်ထိတ်အတမတက်တယ်ဆိုတော့မက်ဒလင်သမားလည်းတက်တာပဲဘာဖြစ်တယ်မက်ဒလင်သမားဆိုနှစ်ခက်တယ်ဒီဘက်ကနှိပ်ပြီးဒီဘက်ကခတ်တာတော့ဒီထိတ်နှစ်ခုကဒီမှာကြည့်ပါလားပြီးတော့ဘာမှတမန်တက်ဒီကောင်မတက်တယ်ဆိုတော့သူကကျိုးလုပ်ပြီးတော့ဒီကဘိုးနဲ့ထိုးနေဒီဟောသမားဘာလဲဗျာဒီညတော့ရှုပ်ရှက်ကိုခတ်နေတာပဲဘာဖြစ်နေတာဘာလဲဘာလဲတဲ့ဟာဆရာလေးကွာအဲ့ဒါဆိုတော့ဒီလူကလေဆရာစိတ်ဘွားပြောသလိုတရောသမားလည်းမဟုတ်ဘူးနှဲသမားလည်းမဟုတ်ဘူးလက်ဝဲသမားဖြစ်မယ်လက်ဖွဲ့ပါဟုတ်ဗျာတော့တဲ့စီဘူးခေါင်းမှာခဲပြီဟုတ်တယ်လေတော့စိတ်ဝင်စားချက်ကောင်းပြီကွာဘာရေးရလဲအစားဗျာတာကဘာတွေတလုံးချင်းစီရေးထားတာဖတ်လို့မရဘူးညညစပဲညစပဲဆိုတာဒီကောင်တရောတမဆိုတယ်လက်ဖွဲ့ဟုတ်လားဗျာတော့ဘယ်တော့မှလဲဆရာဒီဘွားမိုးလင်းတော့မယ်ကျုပ်ကဘယ်တော့အောင်မလဲပလိတီတော့ကြောင်းကြဟာဘာသွားလို့အောင်မလဲဒီမှာအလောင်းတစ်လုံးဒီမှာလူသားမှုနဲ့လာပြစ်တာဖြစ်မှာဟောဒီမှာတနတ်တိုင်းတို့တင်းနေနေလာပြစ်တယ်ဒါပလိတီအမှုစစ်မှာရောက်ဘုံမတော်ပြောတော့တယ်တို့တရားကပြစ်နေမှာဟာဆရာစိတ်ဘွားဒုက္ခပဲဗျာဒီညအိပ်ရတော့မယ်ကိုမထင်ပါဘူးဟာအဲ့ဒါရပါလို့မလို့လေသူနဲ့သူပြန်ထားလိုက်လေဒီပါဟာဒီတော့ဟာဒုက္ခပါပဲဗျာ
အေးရမယ်လည်းမထင်တော့ပါဘူးဗျာ ဆရာစိတ်ဘွားဟိုကပလိအရာရှိကဆရာစိတ်ဘွားကိုမေးစရာမြန်းစရာလေးရှိလို့တဲ့ခဏတော့ကြွပါတဲ့ ဘာမင်းမ ဟာကျွန်တော်လည်းပဲသိမလဲ မအားဘူးလို့ပြောတယ် မအားဘူးဆရာစိတ်ဘွားဘာလုပ်လဲဒီမင်းညာတစ်ချောင်းနဲ့အမွှေးပဲနှုတ် အဲ့အမွေးနှုတ်တာအတိတ်ပဲရှိသေးတယ်သူတို့ငါကြည့်နေမနေ့ထဲကရောက်မေးလိုက်မြန်လေအခုလည်းဒီအဖြေမထွက်ဘူးဆိုဒါညံ့လို့ပဲငါမိတ်ဆွေပါနင်းမပေါင်း ဟမ်နင်းမဘယ်ကနေမဆရာစိတ်ဘွားရဲ့မိတ်ဆွေ အေး CID ကနှင်းမောင်စားပလင်းနှင်းမောင် तू ပါလာရင်အမှုပေါ့ तू ကလည်းဘာကြောင့်လိုက်မလားဒီလူကအဆင့်တန်းမြင်အခုကလည်းခက်နေနေကောင်းနေ ဟာဆရာစိတ်ဘွားလေဗျာအဲ့နှိမ့်တာမြင်တာပြောမနေပါနဲ့သူတို့ကပလိတွေနော်သူတို့သိချင်တာမေးလိုက်မယ်ဆရာစိတ်ဘွားသိတော့ဖြေလိုက်ပေါ့ပြီးပြီပေါ့ အဲ့ဒါငါမဖြေချင်ဘူးမင်းသွားဖြေလိုက် မလုံးနဲ့လေဆရာစိတ်ဘွားသူတို့ပလိတွေတော့ကြောင့်ဝတ်တရားနောက်ချက်မှုနဲ့ကျွန်တော်ဒီမှာအေးအဲ့ဒါအိုလန်မင်းကြောင့်မင်းသွားလိုက်ဟာခမင်းကြောင့်မင်းသွား ဟာဆရာစိတ်ဘွားဒုက္ခပါပဲဗျာ ဟုတ်လားဟာမင်းကိုသူတို့ကဘာတွေမေးလို့မင်းကဘာတွေဖြေပြီးအဲ့လောက်တောင်ကြားနေတယ်ကွာ ဆရာစိတ်ဘွားပြောတဲ့အတိုင်းပဲဗျာအဲ့နားတင်ခြာလက်ပတ်လဲပြီးမေးကျွန်တော်လည်းဖြေတာခြာလက်ပတ်လဲမဟုတ်တာဗျာအမြုပ်တော်ထွက် ငါအဲ့ဒါကြောင့်ပြောတာဟုတ်လားအခုလာတဲ့ပလိတ်တွေကခန့်ညံ့ညံ့ကောင်းလေဒီတိုင်းဆိုရင်ငါ CID ရုံးသွားမှာဖြစ်မယ်ဗျာဟုတ် CID သွားမလို့အေး ပလိတ်တိုင်းဝင်မလို့လားအာမင်းရလေတို့တင်းချိုင်းထဲမှာအမှုတစ်ခုဖြစ်တယ်အဲ့ဒါပေါ်အောင်ပေါ်ပေးပါသူမင်းကြီးကိုငါသွားပြောမယ်ဟာရဟုတ်လားဘာကြီးလဲမင်း စီတာဟောဆရာစိတ်ဘွားရဲ့ဆရာစိတ်ဘွားကမင်းကြီးနဲ့သွားတွေ့မှာအေးလေဟောဆရာစိတ်ဘွားရဲ့ CID ကမင်းကြီးပလိတ်မင်းကြီးနော်ဟိုညာသေးတောင်းကကွန်းရရောင်းတဲ့အနေနဲ့မှတ်နေလားဟမ်ဆရာစိတ်ဘွားရဲ့မိုးနဲ့မြေကြီးအဝေးဘလို့တွေ့လို့ရမှာလဲ ဟာမတွေ့လို့မရဘူးငါတို့တင်းချိုင်းမှာအလောင်းတော်လာပြစ်သွားတယ်အဲ့ဒီအမှုကိုပေါ်အောင်ပေါ်ပေးရမယ်နှင်းမအောင်လှုပ်ပေးပါလို့ငါမင်းကြီးကိုငါကိုယ်နဲ့သွားပြောမယ်ဟဲ့မင်းလိုက်ပါဦးဆရာစိတ်ဘွားသွားလဲခီးစိတ်ကုံတာနဲ့ညောင်းတာပဲပတ်တယ်ကျုံမလိုက်ဘူး ဒီမလိုက်လဲငါတို့မသွားလို့ဖြစ်ဒါတက်တယ်ငါတို့ကိုစော်ကားတာမတရားလားဒီအမှုကိုပေါ်အောင်ပေါ်ပေးဖို့နှင်းမောင်ကအပါကိုတခါလဲခေါ်လာခေါ်ခဲ့ဗျာခေါ်ခဲ့ကိုနှင်းမောင်ပါလာရင်အဲ့ခံဖို့အတွက်ကျုပ်ကကာဖီတွေပါလေအစင်းနဲ့လှုပ်ထားလိုက်နော်ချဆရာလေးပါကိုနှင်းမောင်ပါအောင်ခေါ်ခဲ့နော်မင်းတို့စီကယာတုအမြင့်ဆုံးလူငါတွေ့ချင် မင်းကြီးနဲ့တွေ့အောင်မင်းအောင်ဖို့ ငါသူ့ဘာရစား ဟမ်သူ့ရရတယ်မင်းကြီးနဲ့တွေ့အောင်သူတို့တောင်းလာကွာမင်းတို့က ဒီငါသူနဲ့တွေ့ပြီးပြန်ဟာမင်းကိုချိုးတဲ့ထက်ကိုရိုက်တွေ့ရတော့မင်းနိုင်လား ဟိုရိုက်ချင်လဲရိုက်ကွာငါသူနဲ့တွေ့ချင်တယ်စကားပြောချင်တယ်ကွာတော့ကွာဟိုဒီကောင်တော့ငါသူနဲ့တွေ့ချင်တယ်ဟာထိပ်ပါနေလားသူ့ရရတယ်ကြီးကမင်းကြီးနဲ့တွေ့ကြလို့လည်းအိုက်ပြီဟုတ်တယ်ဟာကိုစိတ်ကွာခဏမင်းကြီးနဲ့ဘာလို့လာပြီကျုပ်ကမှမရဘူးအဲ့ကြောင်နေဒီတယ်ကျုပ်နေတဲ့တောင်ဝင်တင်းချိုင်းနေကိုတနတ်တန်ရနဲ့လောင်လုံးအပြစ်ချတော့တယ်ကျုပ်ကတ
တေးလေးချာချာလေးလာလိုက်တော့ဒါအသက်ခံပလိတ်တွေကလည်းဗျာဒီအလောင်းလာကြည့်ပြီးချွန်ချောချက်လို့ကျုပ်ကအားမရဘူးအဲ့တော့အဲ့ဒီအမှုပေါ်အောင်ကိုနေမောင်ပြန်ခေါ်ပေးပါလို့မင်းကြီးလာပြောတာအဲ့တော့ဘလို့မှမဖြစ်နိုင်ဘူးကိုစိကွာဟာဒုက္ခပဲဒါဆိုရင်အသက်ခံရတဲ့လူကဘယ်သူမှမသိပါနဲ့သူကသနာပါလေကဲတော့ဖြစ်အောင်ခေါ်ပေးပါပြောပေးစမ်းပါကိုနေမောင်နေပြောင်းခံမင်းကြီးနဲ့စကားများသွားဒါကြောင့်မဖြစ်နိုင်ပြောရတာဘယ်သူမှလိုက်ခင်ဗျားလိုက်လေခင်ဗျားတို့လိုအရာရှိလိုက်မှာအမှုကပေါ်မှာပေါ့ဒီလိုရှိတယ်ကိုစိကွာကျုပ်တို့ကအထက်ကမခိုင်းမဲနဲ့ကိုယ်သဘောနဲ့ကိုဘာမှလုပ်လို့မရဘူးကိုယ်သဘောနဲ့ကိုဘာမှလုပ်လို့မရဘူးဟုတ်တယ်ဟာခင်ဗျားကိုယ်သဘောနဲ့ကိုဘာမှလုပ်လို့မရဘူးဟုတ်တယ်ကိုစိကွာအားလို့အဲ့ဒါဆိုရင်ကျုပ်သဘောနဲ့ကျုပ်အဲ့ဒီအမှုကိုပေါ့အောင်ခေါ်မယ်ကိုစိကွာဟဲ့ကိုစိကွာအဲ့ဒီဘာရတာဒီမှုဘာလို့တော့မရဘူးမင်းရတယ်သူ့ဘာရတာမင်းဒီဝတ်တယ်ဒါစောက်ကန်းကြီးလှုပ်ချင်လို့အတန်ပေးပါပေးနော်ငြိမ်ငြိမ်လေးဝင်ထိုင်နေပါလားကိုနေမောင်ဘယ်မှာထားခဲ့လဲခေါ်လိုက်လေဗျာကိုနေမောင်အားနာစေခေါ်လိုက်ပါနင်းမောင်ဆိုတော့ငါကသူ့လို့သူ့လို့ပျောက်ငါရှာမတွေ့ဘူးအဲ့ဒီမင်းကြီးဆိုတဲ့လူနဲ့မတွေ့ဘူးပလိတ်ရုံးသွားတယ်အဲ့ဒီအပေါက်ကမှပလိတ်ဆုပ်နေတွေ့ပြတ်တယ်တက်ပြန်လာကိုစိတ်ဘွားကျုပ်စိုးကြီးကပြောသားပဲအလကားလုပ်ပါမသွားပါနဲ့ဆိုတော့ကိုစိတ်ဘွားကိုဒုက္ခကိုရှာတာဟုတ်ဗျကိုဒုက္ခကိုရှာတာမဟုတ်ဘူးငါမတရားတာမကြိုက်ဘူးဘယ်နဲ့ကွာငါတို့ရှိနေပြီဒီအလောင်းလာပြတရားခံဥလိုက်မဟုတ်ဘူးဒါနှင်းမောင်လို့သူ့လိုက်ရမှာပြီးတော့ခေါင်းထဲမှာအလောင်းမပါဒါငါတို့တက်တက်ဆော်ကားတာအဲ့ဒီမရင်တွေနဲ့တန်းရင်ကိစ္စလည်းငါဖန်ပြီးပေးရအောင်ကိုစိတ်ဘွားလေဗျာခင်ဗျတာဝန်တွေဝေတရားတွေများလိုက်လားဗျဒီမှာပလိတ်တွေရှိတယ်လေဥပဒေဆိုတာရှိတယ်ထောင်ဆိုတာရှိတယ်ဟိုပလိတ်ကပလိတ်လို့လုံးမှာပေါ့ဒီကိစ္စကိုနဲ့ဘာဆိုင်လို့တော့ဟိုသူများကိစ္စတယ်ဗျာသူများဓာတ်ခုတယ်ကိုကလက်ကြီးထိုးတယ်လက်ပြတ်သွားလိမ့်မယ်လက်ပြတ်သွားလိမ့်မယ်တကိုယ်လုံးပြတ်သူတို့မလုပ်လို့ငါလုပ်တာအဲ့ဒီအမှုငါရအောင်ကိုဖော်မယ်မင်းငါနဲ့လိုက်မလားကလိုက်ပြီးထားပါတော့ဗျာကျုပ်ကဘယ်လိုလိုက်ရမှာလဲပြောလူဂုံတန်အတိုင်းဝိုင်းနေသွားပြီးရအောင်စုံစမ်းမယ်ကွာဒီအမှုခင်ဗျာဒီပုံစံနဲ့ကျုပ်ကဒီပုံစံနဲ့ဝင်သွားနော်စုံစမ်းလို့တော့ရအောင်ရိုက်တော့လိမ့်မယ်ကွာမင်းကလည်းလူကုန်တန်းလောက်တာများခက်မှန်လို့ပတ်စံတရားရှိမင်းရောငါကိုလူကုန်တန်းဖြစ်တယ်ငွေတရားနဲ့ကျုပ်တို့နှစ်ယောက်လုံးလူကုန်တန်းဖြစ်တယ်ဘယ်လိုအေးဒိုးပြီးဆိုင်သွားကြိုက်တာရွေးဖို့လိုက်ဖြစ်ပြီးတရားပူတော်ပူသေးတယ်မင်းကလည်းဟေးဟုတ်ပြီကျုပ်တော့လိုက်မလားကလိုက်မယ်ဗျာလိုက်ငါတို့ဒီတူရရာကအလုပ်ကိုတယောက်ငါလွှဲရမှာမင်းလိုက်မယ်ဆိုပြီးရောကိုစိတ်ပါခင်ဗျာတကယ်ဆုံးဖြတ်ပြီလားမပြင်းဘူးတကယ်ဒီမှုလိုက်မယ်နော်ပြီးရောဗျာပြီးရောဟဲ့ကျန်းတော်ဆုံးလေမလို့တော့လေအဲ့ကျန်းတော်ကြီးဘာလို့မို့လို့ဟာမင်းကြီးတော့ခြေတော့ကအကောင်းကြီးလေဟင်ဟာမင်းလည်းရံပြီကွာငါ့ကိုကိုသိပါလေဒီလောက်ဒေါသမကြီးပါနဲ့ဗျာဟိုကျုပ်ကလင်းရင်လို့မဟုတ်ပါဘူးဗျဟိုကျုပ်တကိုယ်လုံးအကုန်လုံးကောင်းတယ်လို့ပြောလိုက်ရင်ဟိုကိုသိပါကျုပ်မတရားခိုင်းပါဗျတက်တာအောင်လို့နည်းနည်းလိန်ထားတာဆိုးကောင်းပါအဲ့မျိုးငါရှင်းအောင်မျိုးပဲဦးလန်မင်းခန္ဓာကိုယ်ထဲမှာနောက်ထပ်လိန်စရာချွတ်တဲ့နေတဲ့အစိတ်ပိုင်းပါကြံနေတယ်ပြောဘာမှမရှိတော့ဒီမှာတကိုယ်လုံးကောင်းတယ်အားလုံးကောင်းတယ်နော်ကျုပ်ဘက်ကအဆင်နဲ့မယ်အေးပြီးရောလောက်ပြန်လောက်သွားမယ်ဒါနဲ့ငါတချီကိုလိန်နဲ့တတိကတော့ရှိတယ်နော်ဟုတ်ကဲ့ရှင်ရှိပါတယ်ရှင်ဟိုတတိနာမည်ဦးလားဟုတ်လားမဟုတ်ပါဘူးရှင်ဒီပိုင်းရှင်ဦးညပါရှင်ဟုတ်တယ်ဟိုကျုပ်ကလည်းအဲ့နာမည်ပဲခဏခဏမှားတာဦးလားနဲ့ဦးညနာမည်ချင်းခတ်ဆန်တယ်ဟိုအဲ့တတိဦးညနဲ့တတိကတော့တော့ပြောလိုက်နော်ဒီမှာအင်မတန်အရေးကြီးတဲ့အဲ့ဒီတယောက်ရောက်လာလေလို့ဟိုပြင်သစ်ပြီနော်ဟိုဘုံတက္ကသိုလ်က Professor Dr. စိတ်ပွားနော်ဟ
professor ဒါလေကျွန်တော်တို့တိုင်းပြည်ကချမ်းသာဆုံးချမ်းသာပြီးစည်ရင်ဝင်ပေါ့လေမြေပိုင်ရှင်တထေးကြီးဦးမြတ်မြတ်သားဟုတ်ကဲ့ကျွန်တော်သိပါလေဦးမြတ်နဲ့ကျွန်တော်မိတ်ဆက်ပေးပါဟုတ်ဒါတော့တထေးကတော့ဒီဘက်ကတော့တယ်ဟုတ်ကဲ့တော့တယ်ဟုတ်ကဲ့ဒါတော့လေကျွန်တော်တို့ professor ပေါ့နော်ကျွန်တော်ဒီပြင်သစ်ပြည်ဘုံတက္ကသိုလ်ကနေပြီးတော့ဒေါက်တာဘွဲ့ယူလာတယ် professor ဒေါက်တာစိတ်ခွာကိုမေးပြင်သစ်ဘုံကနေပြီးတော့ဘုံလာprofessor ကြီးဘုံဟုတ်ပါprofessor ကြီးခုလိုတွေ့ရတော့ဝန်တာပါခင်ဗျာကျွန်တော်ကဝန်လုံတော့ရကိုမဲတာ ဝတ်လုံတော့ရဦးမယ် ဟုတ်ပါတယ်တာပါprofessor ကြီးကပြင်သစ်ပြည်မှာဘယ်လောက်ကြာတော်တော်ကြာတယ်ခင်ဗျာတော်တော်လေးကိုကြာတယ်အနည်းဆုံးတော့အနည်း20နော်အနည်း20လောက်ရှိတယ်အနည်း20ပြင်သစ်ပြည်မှာမနေခင်ကဗမာပြည်ဗမာနေတောင်းတင်ညကောင်းprofessor ကြီးဘာဖြစ်တော်လို့လဲကျွန်တော်တို့ဘာပြောဝိလို့လဲဆရာတို့တထေးကြီးကျွန်တော်ငုံနေဗျာကျွန်တော်ခင်ဗျားတို့တထေးပဲဟုတ်ကဲ့ကျွန်တော်ရန်ကုန်မှာအခန်းဝယ်ပြီးအပြန်မန္တလေးကိုကျွန်တော်သူ့ကားနဲ့တိုက်တယ်တောင်းရောက်တော့ကားတိုက်ရိုက်လူကပွဲကြီးဆုံးသွားတယ်စိတ်မကောင်းစရာလောင်းလည်းတော်တော်လေးကိုပျက်စီးသွားတော့ရန်ကုန်လည်းတဲလို့မရမန္တလေးကိုလည်းပြီးသွားလို့မရအဲ့ဒီလမ်းမေးမှာပဲဒီလိုလဲတောင်းကိုကျွန်တော်ရန်ကြီးခင်ဗျားတို့တထေးမြင်ကျွန်တော်မိတ်ဆွေကြီးအခုလို့ပြီးတာစိတ်မကောင်းပါဘူးလူတွေကကြီး professor စိတ်ထဲမှာခင်ဗျာစိတ်ထဲမှာကျွန်တော် professor ကြီးအဲ့လိုပဲခင်ဗျာစိတ်ကတအားနှုတ်တာတန်အောင်တင်ကလည်းအင်မတန်ကြီးတာအဲ့ဒါကြောင့်ကိုမဲအဲ့ကောင်းခေါင်းကောင်းလို့ရှင်နောက်ဒီလိုမပြောပါနဲ့ဟုတ်ကဲ့တော့စာကြီးကြွပါရှင်ဟုတ်ပါကြောက်တထေးကြောက်ပါအဲ့ပါကိုရလောက်စာကြီးကိုလေကောင်းမှုအခန့်ထားအောင်နော်မတဲ့ခုပဲဝိုင်းကိုသွားအခန့်လိုက်ကြောက်ပါကျွန်တော်ကပြင်သစ်နိုင်ငံမှာနေတာအနှစ်20လောက်ကြာတယ်ဆိုတော့မြန်မာဝတ်စားကိုမိတ္တိဖြစ်နေအခုကိုယ်နိုင်ငံပြန်လာကျွန်တော်ဝတ်တာအချိုးမှကြာကြာပါလေဗျာကြာကောင်းပါလေကြာဒါပေမဲ့ဒီကတထေးမင်းတို့နဲ့ကျွန်တော်ကကောင်းပေါင်းလည်းမတူအင်းရဒီကအစင်းလည်းမပါကျွန်တော်တို့ကဘိုးစင်ပေါင်းဆက်တထေးမျိုးတွေပါဘင်းရချီးပြောင်းလို့ရှိရင်ဒီဝတ်စားကိုရအဲ့လိုအခန့်ပွဲတွေမှာမျိုးရိုးကုန်ထိနေတယ်သူဝတ်တာပါဗျာဟုတ်ပါအဲ့တထေးဦးမြလုံးတော့ရဦးမေဦးမေမောင်သိမ့်ပါခင်ဗျာညီကိုလေးသုံးဆောင်ပါခင်ဗျာကောင်းပါပြီသွားချက်ပါရှင်အားရပဲရသွားသွားမှာအားမနာနဲ့နော်ဟဲရောက်ပြီနော်မြမြဥပဒေဝင်သွားလိုက်တာဟဲလာတာနောက်ကျလာပြီလားရောဘတ်တို့ရဲ့ဒင်းနာပါတီကအခုမှပြန်ရောက်တာလေအော်ဒါနဲ့မြမြရဲ့မမရီရောပါမလားဟုတ်လားမမကြီးလားသူ့ယောက်ျားကိုလူလေးကနေမကောင်းဖြစ်နေလို့ကိုလူကြီးခင်ဗျာလဲသူ့သားလေးဆုံးပြီးမှတရှောင်ရှောင်နဲ့ဖြစ်နေတော့တာပဲတရှောင်ရှောင်ဖြစ်မှာပေါ့အငေးနှောင်းယူထားတာကိုအဲ့တော့တရှောင်ရှောင်ဖြစ်တာပေါ့မြတ်ပြောတာမဟုတ်ဘူးနော်မြတ်စားဟေးမြတ်ဘုမရောက်တယ်လားအော်ကိုမြင့်မောင်ပြင်သစ်ကပြန်ရောက်တာဘယ်လောက်ကြာပြီလဲကိုမြင့်မောင်ပြင်သစ်ကပြန်ရောက်တာ2ပတ်လောက်ပဲရှိသေးတယ်ကွာကိုမြင့်မောင်လေးပြင်သစ်ပြည်စိတ်မြင့်ကံပေးမှာထိုင်ပြီးတော့ငါမြန်းနေတာလားယင်ငါရဘာအန်တီကဒီမှာမြတ်သတိရတဲ့အကြောင်းပြောနေတာဘာလာဖြုတ်ငါမြန်းနေသလားလို့ပါကိုကြီးဟုတ်လားကြီးဒါလေးကြည့်ပြီးတော့သတိရပြန်ပြီလေသူဘာများပြောလဲချောင်းနာတော့ဗျာပြင်သစ်ဆိုတဲ့နာမည်ကြားတယ်အတိများလားလို့ဟောပြင်သစ်အော်မောင်မြင့်မောင်ကြီးလာပါဦးဟဲ့ဟုတ်ကဲ့လာပါပြီဘုရားကြီးဒါပြင်သစ်ကပြန်လာတဲ့ကျွန်တော်တူမောင်မြင့်မောင်တဲ့ Bonjour ဝင်တာပါတယ် Professor ကြီးကပြင်သစ်လို့တက်တယ်နော်တက်တာဗောဗျတက်တာဗောဟိုပြင်သစ်ကနေဒေါက်တာဘွဲ့တော်ယူလာသေးတာပဲပြင်သစ်လို့မတက်လို့ပဲဖြစ်ပါ Sorry ဟို Professor ကြီးကပြင်သစ်မှာနေတယ်ဆိုတော့ဘယ်နားမှာများနေလဲမသိ Latin Quarter you know ရဟိုတောင်ဆုံးကတိုက်တယ်ပန်းရောင်လေးတောက်တာစိတ်မြစ် you know စိတ်ပြပါအဲ့ဒါနဲ့အန်ကယ်စိတ်အိမ်နဲ့ဆိုဒလွယ်ကုတ်ဒလွယ်ကုတ်ကတင်းချိုင်းမယ်
တင်းကြိုင်မြန်ချင်းလိုက်မှာအဲ့ဒီတင်းကြိုင်မှာအင်္ဂလိပ်စိတ်ကညနေဆိုရင်1800ခုနှစ်လောက်ကဘရင်ကြီးရဲ့ grave တွေသူတို့ရဲ့ coffin တွေရေးထားတဲ့ပကြီးတွေပပူတွေတထေးတွေအလောင်းတွေစာတမ်းပြုစုတာဒီတင်းချိုင်းနဲ့ဒေါက်တာဘွဲ့ရတာဟုတ်တယ်သမိုင်းသူတည်တနာဆိုတော့ဒီရာဇဝင်ကျောင်းမှာတင်းကြိုင်းလည်းပါဟေးတာဒါလေးကိုမြင်တော့လေရှောင်းစလီစေးလက်မကြီးပေါ့ဝိုင်းလေးတောက်မဲသားကင်မောင်မြင့်မောင်တရားမဲစလီစေးအမဲသားစတင်တယ်ကွာမဟုတ်တာဦးလေးများလေရှောင်းစလီစေးဆိုတာပြင်သစ်ပြည်ရဲ့နာမည်အကြီးဆုံးလမ်းမကြီးအဲ့ဒီကဝိုင်းရက်ကတိတ်တန်ဖို့ရှိတာဦးလေးများဟိုမှာအဲ့တဲ့ရောက်နေတော့အဲ့ခါလိုက်ကျွန်တော်ဒီအဲ့ခါလိုက်ဟုတ်ဒေါက်တာသုံးဆောင်ပါလေသုံးပါမောင်မြင့်မောင်ကအင်္ဂလိပ်စိတ်ခရင်ကိုညာဘက်နဲ့ကြိုက်တာအော်နေဟိုပြင်သစ်ပြည်ပြန်တော့ဘယ်လောက်ကြာကျွန်တော်2ပတ်ရှိပါမောင်ပြန်ရောက်တာပမာပြန်ရောက်တာ2ပတ်ဩအင်္ဂလိပ်စိတ်က2ရက်ပဲရှိတယ်မောင်မြင့်မောင်ပြန်သွားတဲ့အချိန်လောက်ထင်တယ်ဘီမာကြီးကြွလာပြီးတော့ပြင်သစ်ပြည်ဘရင်လေးဘရင်မမဟုတ်ဘူးအဲ့ဘရင်အမလေးဘရင်အမ तू ကဟောငါတက်ကြည့်ပြီဆိုသူ့မောင်လွှတ်ပေးလိုက်တာဒီဘရင်မအခုဘရင်မကြီးဖြစ်သွားအဲ့ तू ကသူမသွားခင်လေဥပဒေတစ်ခုမမရထိုးသွားခြင်းနဲ့အခုကျန်စားပြီတဲ့ဒီအစားအသောက်ကိုစားတဲ့အခါခင်းရုံညာဘက်ကခံရပြီညာဘက်ကဟုတ်တယ်ဒီလိုမျိုးကြာစံကျော်တို့ခောက်ဆွဲတို့ပါလို့စားမယ်ဒီလိုဆိုမကန်ရတော့ဘူးတဲ့တစ်ဖက်လေးကန်ဒါကန်တာအမတန်ရုံညံ့နေအမတန်အဆင့်နဲ့နေဒီလိုကန်တို့ဒီလိုလေးပြီးတော့ဟောလို့လုံးတော့အတမ်းမြောင်စားမှာအဆင့်နဲ့မြင်အတမ်းမမြင်အဆင့်နဲ့နေအတမ်းမြောင်စားအဲ့ဆိုကျွန်တော်တို့မြောင်စားရတော့ရှယ်လို့လုံးမြောင်စားညီပါတယ်ငါကြီးလေးညီပါတယ်ဆိုတော့ဟုတ်လားအဲ့ရှိလို့ကတော့ပြီကွာစောစောတော့လည်းခါမှတကူလို့ရှိလို့ဆိုစူးညံသွားတာဒီလေဆရာစေကွာပဲအဲ့လိုအတန်ထွက်အောင်တောင်းမှာအစင်တန်းရှိတယ်ဆိုအဲ့ကြောင့်တောင်းအဲ့ငါတမင်သက်ရွှေ့လူကုန်တန်နေတဲ့ကွာခေါင်းမရှိတဲ့သေးကြတယ်ငါပြောဟိုမှာလျှောက်လို့စူးညံသွားတာဆရာစေကွာကိုကျွန်တော်တခုမေးအောင်ဒီဘွန်ဂျူဆိုတာပြင်သစ်လို့ဟုတ်တယ်ဘာပြောလဲတွေ့ရတာဝန်တာပါလေခင်ဗျာတွေ့ရတာဝန်တာပါလေခင်ဗျာဟုတ်မင်္ဂလာပါခင်ဗျာကြတော့ဘယ်လိုပြောလဲအဲ့ငါမတတ်ဘူးငါအဲ့ဘွန်ဂျူတလုံးနဲ့တက်တာဟာတော်သေးတယ်ဆရာသေးကွာအဲ့ဘွန်ဂျူကဲလို့နော်ဘွန်ဂျူမကဲလေဟိုပြင်သစ်ပြန်ရှိမှကျုပ်တို့ဆရာတပည့်နဲ့တော့အချက်ကိုကွဲမှာဗျာဟိုနေပါဦးဗျာအဲ့ဟိုစိတ်မြည့်ရဲ့မျက်စောင်းတို့ကတင်းချိုင်းဆိုတာတကယ်ရှိလို့လားအဲ့ငါစောင်းတို့ကဟုတ်တယ်အဲ့ဒီကလှမ်းလိမ့်တာဟာအဲ့ဟိုကောင်းရှုံးနေဒီကောင်ကငါကြည့်ရတာပြင်သစ်ဒီမျိုးနဲ့ခက်လန်းလန်းဝေးတဲ့တောအကောင်ဖြစ်မှာပါဘောင်းဟုတ်ပါဒီယုံနေဒီဘောလည်းတော့ရရတယ်ရှိလို့ထူးဆန်းတယ်ဒီမှာကြော်ညာဗျဟုတ်ကြောသားရင်သားမခွဲခြားခြင်းရင်အမြန်ဆက်သွယ်ရင်သားအလိုရှိမကြည့်သေးဘူးအထူးဆန်းတယ်ဗျဒီမှာပြောဟုတ်လားဗျငါတို့အရင်အဖွဲ့လေးရှိရဲ့ကြီးနေပဲပေါ့ဘာသွားလို့မလို့လဲဆရာစေကွာရဲ့ဟောဆရာသေးပါအသုံးစိတ်ပြက်လို့ဟိုအငိမ့်ဖွဲ့တယ်ဝင်ပြီလူပြက်လုံးမလို့ဟာမင်းကငါတေးချင်တယ်လို့ထားတာမင်းသားလို့ခံမင်းမသိပါဘူးအခုမင်းဖတ်လိုက်တယ်
ဒီသတင်းကြော်ညာကစကားများနဲ့ငါလည်းကောရှိရုပ်ကတော့မင်းရှိရုပ်ကပြီးတော့